Hello အားလုံးပဲမင်္ဂလာပါ Kamala Tower page ကနေပြီးတော့ပြန်လည်ကြိုဆိုပါရရှင်ဒီနေ့ reading လေးမှာမိကကိုယ့်ရဲ့တစ်ဖက်လူနဲ့ကိုနေကဘယ်လို connection မျိုးလဲပေါ့နော်ဘယ်လို connection မျိုးလဲဆိုတာကိုမိကကြည့်ပြီးမှာပေါ့နော်ပြောရမယ်ဆိုဘယ်လိုရေးစက်မျိုးလဲပေါ့နော်အဲ့ဒါကိုကြည့်ပေးခြင်းနဲ့အဲ့တော့ရေးစက်ရှိပြီးတော့အတိတ်ကံကောင်းခဲ့ရလားဒါမှမဟုတ်ဝီကြီးအတွက်သင်ခန်းစာတွေရဖို့အတွက်လာတွေ့ရလားနော် soulmate လား twin flame လား karmic လားစသဖြင့်ဒီဟာလေးကိုအသေးစိတ်ကြည့်ပေးမှာဖြစ်ပါတယ်အဲ့တော့ဒီ video လေးကိုကသဘောကျနှစ်သက်တယ်ဆိုရင်channel လေးကို like and follow and share လုပ်သွားပြီးလို့ရပါတယ်ဒီစများကြည့်တင်ပါတယ်ရှင်အခုဒီမှာကရွေးချယ်စရာနှစ်ခုရှိရပေါ့နော်ပထမ pi 1လေးအတွက်ဆိုရင်တော့ amethyst ပေါ့နော်ဒါ amethyst မိအရန်ကြိုက်တဲ့ဒီ crystal ကြောက်ကလေးကိုကရွေးမလားနော်နောက်ထပ် pi 2အတွက်ကိုတော့ selenite ဆိုရဲပေါ့နော် crystal တွေကို cleansing လုပ်ပြီးရဟာပေါ့နော်လုံးဝအကိတ်ကြီးပဲအကိတ်ကြီးနှစ်ခုပေါ့နော်အဲ့တော့ဒီ pi 1နဲ့ pi 2ကိုသဘောကျနှစ်သက်တဲ့အရာကိုကရွေးပေးပါကိုယ့်ရဲ့စိတ်ထဲမှာလုံးဝကိုမှဆွဲဆောင်ပြီးတော့ခေါ်ဆောင်နေတဲ့ကြောက်ကလေးနှစ်ခုကိုရွေးပေးပါတခြားအာယုံပြုနော် pi 1 amethyst လား pi 2 selenite လား okay တခြားရွေးပြီးသွားပြီဆိုရင်တော့ပထမဆုံး pi 1လေးရဲ့ reading အဟောလေးကိုမိကစပြီးတော့ကြည့်ပေးပါမယ်ဒါလေးဒီဘက်တိုးလိုက်မယ်ပေါ့နော် okay Okay so pi 1လေးတွေမင်္ဂလာပါရှင်အဲ့တော့ကိုနဲ့ကိုရဲ့တစ်ဖက်လူကဘယ်လို connection မျိုးဘယ်လိုရေးစက်မျိုးလဲဆိုတာစပြီးတော့ကြည့်ပေးပါပြီအခုစပြီးတော့မကြည့်ပေးခင်ပေါ့နော်ကိုရဲ့ energy သူ့ရဲ့ energy ကြည့်ပေးပါမယ် oh my gosh oh not bad နောက်ရလုံး energy တွေက good ရန်ကောင်းတယ်ကဲအဲ့ဆိုဒီမှာပေါ့နော်ကိုယ့်ရဲ့ energy မှာဆိုကိုကအခုချိန်မှာအလုပ်တွေအရန်စူးစမ်းပြီးတော့ pressure တွေပြီးနေရမျိုးတွေ့ရတယ်အလုပ်ကြီးပဲ work hard လေးဖြစ်နေတယ်ဒီခါလေးမှာအလုပ်ရင်နေနဲ့သူ့အကြောင်းကိုစဉ်းစားမိတာရှိတယ်တွေးမိတာရှိတယ်ဒါမဲ့လည်းကိုယ့်ရဲ့စိတ်ပြန်မရအောင်လို့အလုပ်ထဲမှာပဲပြန်ပြီး focus ထားတယ်ကိုယ့်ရဲ့ energy က8ပတ်8လအတွင်းမှာငွေကြေးကန်နေအများကြီးကောင်းတယ်အများကြီးဝင်လာဖို့လည်းရှိတယ်ဘာလို့အလုပ်ကြိုးစားတာကိုထိုင်နေတဲ့သူမှမဟုတ်တာเนาะဒါမဲ့တစ်ဖက်မှာကြတော့တစ်ဖက်သူရဲ့ energy မှာလေးဒီမှာအချစ်တစ်တွေ့ရဖြစ်စီသူ့ကိုအခြားလူကသဘောကျနှစ်သက်လို့အမြဲတမ်း offering ပေးနေရမျိုးဖြစ်စီဒီလိုပုံစံမျိုးလေးတွေ့ရတယ်တစ်ဖက်သူကသူ့ရဲ့ဒီတပတ်တလအတွင်းထဲမှာအချစ်နဲ့ပတ်သက်ပြီးတော့အချစ်ရေးဆိုခံရဖြစ်စီလူချစ်လူခင်များစမ်းပွင့်နေရမျိုးဖြစ်စီငွေကြေးကန်လေးလည်းကောင်းနေရမျိုးဖြစ်စီသူဝါသနာပါတဲ့အရာလေးတွေလုပ်ပြီးတော့သူ့ဟာသူပဲသူ့ရဲ့ life မှာကျင့်နေနေရမျိုးလေးတွေရှိနေတာကိုဒီမှာတွေ့ရတယ်ဒါကကြတော့ current energy တွေပေါ့နော်ကဲဒါဆိုရင်သူနဲ့ကိုနဲ့နော်ကိုယ့်ရဲ့တစ်ဖက်လူနဲ့ကိုနဲ့ကဘယ်လို connection မျိုးလဲဆိုတော့စပြီးတော့ကြည့်ပြပါမယ်တစ်ဖက်လူနဲ့ကိုနဲ့ဘယ်လို connection ရေးစက်မျိုးလဲပေါ့နော်အိုးနှစ်ကက်တောင်ကြာဒီကက်ကလေးကအသစ်ဆိုတော့လေ oh my gosh swatch တွေပဲကြားနေနော် I don't like swag ထပ်ကြတယ်နိနှစ်ကက်တွေလာကြနေတယ် okay so okay base ကကကဲဒီမှာကြည့်မယ်ပေါ့နော်ဒါတော့ base ကအခါကျတော့ဒီမှာမေးကြည့်ရသူနဲ့ကိုနဲ့ connection ကရေးဆက်ကနော်ဘလို့ရေးဆက်မျိုးလဲဆိုရင်တော့လေနှစ်ယောက်တည်းမှာတစ်ယောက်ကရွေးချယ်စရာ choices တွေရှိနေတယ် option လေးတွေရှိနေတယ်ပေါ့နော်ရွေးချယ်စရာ choices လေးတွေ option လေးတွေရှိနေပြီးတော့ဘာလို့ရမှမသိဖြစ်နေတာမျိုးအစကတည်းကဒီ connection ကနည်းနည်းလေး pains တွေပါတာပေါ့သူ့ရဲ့ကိုယ်နှစ်ယောက်ထဲမှာတစ်ယောက်ကနာကျင်နဲ့တခုပေါ့နော်ဘယ်လိုပြောရမလဲ head traumas တွေ feelings တွေ pains တွေရခဲ့ဘူးသူမျိုးဖြစ်ခဲ့တာမျိုးအဲ့လို energy မျိုးရှိခဲ့တာမျိုးကိုလည်းတွေ့ရတယ်မဟုတ်ရင်တော့မှလာမယ့်နာကမှာ traumas တွေပေါ်ပြီးတော့နာကျင်မှုတွေလုံမိတာမျိုးတွေအဲ့လိုပေါ့နော်ရှိတာမျိုးဒီမှာတွေ့ရတယ်ဒီမှာကလေအဲ့တော့ past energy မှာဖြစ်စီအခုလက်ရှိမှာဖြစ်စီအစမပြေနေတဲ့ connection ရေးဆက်တွေကြောင့်
နော်ရေစက်ကတော့ပါပြီးသားနော်အနာဂတ်မှာလည်းရေစက်ကပါနေအောင်ပါဒါပေမဲ့ဒီ past မှာက pains တွေ traumas တွေရွေးချယ်စရာတွေ choices တွေ option တွေဒီအရာတွေကိုတွေ့ရတယ်အဲ့ဒါတွေကြောင့်လဲစိတ်တွေတအားညစ်လုံးပြီးတော့နှစ်ယောက်တစ်ယောက်မှာစီးပွားရေးငွေကြီးကိုပဲအာရုံစိုက်ပလိုက်ချင်တယ်ဒါပေမဲ့ feminine energy ရှိတဲ့သူကဒီ connection ကိုအမြဲတမ်းစဉ်းစားတယ်ဒီ connection နဲ့ပတ်သက်တဲ့ sweet memory လေးတွေအမြဲရင်ထဲမှာရှိတယ်အဲ့တော့ဒီလာမယ့်နာက၄ပတ်နဲ့၄လတွင်းထဲမှာသူ့ရဲ့ကိုယ်ရဲ့နှစ်ယောက်တစ်ယောက်က love offering နေ or maybe something give or present something တခုခုကတော့ရဖို့ရှိပါတယ်အဲ့တော့ main ကလေးဘက်က overthinking and anxiety ရှိမယ်ယောက်ျားလေးဘက် masculinity strong ဖြစ်တဲ့သူကဒီ connection မှာဆိုရင်ခံစားချက်ကရှိတယ်ဒါပေမဲ့လုံးဝထုံမပြဘဲနဲ့ရေခဲတုံးကြီးလိုဖြစ်နေတယ်အော်ဒီ reading ကိုကြည့်နေတဲ့အမျိုးသမီးဆိုရင်တစ်ဖက်လူအရေးပြောအောင်လုပ်တင်ပါတယ်တကယ်လို့ဒီ reading ကိုကြည့်နေတဲ့သူကအမျိုးသားဖြစ်ခဲ့တယ်ဆိုရင်တစ်ဖက်အမျိုးသမီးရဲ့ကိုယ့်ရဲ့ချစ်ချင်းမြတ်တာတွေတန်ရောစင်နေ love feelings တွေကိုထုတ်ပြပါဘယ်သူမှတော့အကြမ်းမြင်စရာမှမဟုတ်မြင်မှာမဟုတ်ထုတ်ပြမှာပဲမြင်မှာပေါ့နော်ကဲဒါဆိုရင်ဒီဟာလေဘလို့ရေစက်မျိုးလဲဆိုတော့ကွာတလားဆုံးဖြတ်ချက်ချစရာတွေစိတ်ရှုပ်စရာတွေစိတ်ညစ်စရာတွေဝမ်းနည်းစရာတွေကနေပြီးတော့ပျော်ရွှင်တဲ့ဘက်ကိုကူးပြောင်းလာမယ်အနေထား vibe မျိုးကိုမေပို့ပြီးခံစားမိတယ်ရေစက်ကရှိပါတယ်အဲ့တော့အတိတ်တုန်းကဖြစ်ခဲ့တဲ့ခံစားချက် feelings pains တွေ emotion တွေအကုန်လုံး let go လိုက်နော်ကိုနဲ့လုံးဝမအဆက်တော့ဘူးလीနော် positive energy ကိုပဲယူပါ4 နော်4ပြီးရင်ကိုဖြစ်ချင်တဲ့စင်နာလေးကို comment မှာမှတ်သွားပြီးတော့ positive energy လေးယူလို့ရပါတယ်ရှင်အတိတ်မှာတစ်ချက်ကြည့်ရောအတိတ်မှာနှစ်ယောက်တယောက်က split ထားတာ goose ထားတာအဖက်မလုပ်တာအဲ့ဒါတွေကတော့ဒီအတိတ်မှာနှစ်ယောက်ရဲ့အတိတ်မှာတော့ရှိခဲ့ကြတယ်ပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုရင်ကိုယ့်ရဲ့တစ်ဖက်လူနဲ့ကိုယ်နဲ့အတွက် angel oracle message လေးကိုဖတ်ကြည့်ပေးပါမယ်ရှင်ကိုအနေနဲ့ဆောင်ရရဲ့ message လေးလည်းသိရတာပေါ့နော်ဒီ connection ကိုလေတွားတဲ့အခါမှာလေအဲ့လို deep dive ပုံစံမျိုးကြီးတွားလို့မရဘူးเนาะဘာဖြစ်လဲဆိုတော့နှစ်ယောက်ထဲမှာတစ်ယောက်ကသူကပေါ့ပေါ့ပါအေးချမ်းပဲနေချင်တာကွာ deep dive connection ကိုသူတို့မကြိုက်ကြဘူးဒါကြောင့်မလို့ဒီ connection မှာတွားမယ်ဆိုရင်ပေါ့ပါ connection ပုံစံမျိုးတွားတာပဲအကောင်းဆုံးပါเนาะအရင် serious ဒီတအားကြီးဖြစ်လို့လည်းမရဘူးနောက်တစ်ခုကကျတော့ဒီရဲ့ connection မှာဆိုရင်တယောက်နဲ့တယောက်က give and take ပေါ့နော်ဒီချစ်ရေးမှာဆိုရင်ကွာကိုယ့်ရဲ့နှလုံးသားကိုဖွင့်ပြီးတော့ပွင့်လင်းလင်းပြောဆိုတာချစ်ပေးရခင်းဆိုင်ပေးရမျိုးကြီးလုပ်လို့ရတယ်အခုဒီ reading ကိုကြည့်နေတဲ့သူကအတိတ်ကတယောက်ကို waiting လုပ်နေတယ်ဆိုရင် don't worry about it စိတ်မပူနဲ့သူတို့ကို life ထဲကိုပြန်ဝင်လာအောင်ပါဒီ connection ကအလေ past တွေမှာဖြစ်စီပေါ့နော်လာမယ့်နာဂတ်မှာလည်း pains တွေ traumas တွေhurt feeling pains တွေတွေ့ရတာဖြစ်တဲ့အတွက်တယောက်နဲ့တယောက်ကတော့ယုံကြည်မှုကိုပြန်တည်ဆောက်မှရမယ်ယုံကြည်မှရမယ်ဘယ်တော့မှမလုပ်ပါနဲ့နော်နှစ်ယောက်ထက်မှတယောက်ကခေါင်းကြီးတွေပါတယ်ခေါင်းကြီးတွေဆိုတာဘယ်လိုလဲဆိုတော့ငါလှုပ်ချင်ငါဒီလိုလုပ်မယ်ငါပြောလို့ဖြစ်ရမယ်ငါပြောလို့ပဲငါထိန်းချုပ်မယ်အဲ့လိုမျိုးတစ်ဖက်လူ control life မလုပ်ပါနဲ့နော် control life မလုပ်ပါနဲ့ဘာဖြစ်လဲဆိုတော့အခုဒီ reading ကြည့်နေတဲ့သူနဲ့တစ်ဖက်လူမှာဆိုရင်နော်မေဘယ်လိုတွေ့ရလဲဆိုရင်တော့ဥမာဆိုရင်ကွာနှစ်ယောက်ထဲမှာတစ်ယောက်က freedom and free spirit လို့သမို့မျက်နှိုးရလေနော်ထိန်းချုပ်တာကို I don't like မကြိုက်ဘူးလားမထိန်းချုပ်နဲ့ကွာအဲ့လိုမျိုးဒါပေမဲ့နောက်တစ်ယောက်ကကျတော့ငါမရအောင်ငါထိန်းချုပ်မှာပဲအဲ့လိုပုံစံမျိုးဖြစ်နေတဲ့ထိုးအဲ့အရာလေးအဲ့လိုဖြစ်တဲ့အရာလေးတွေကတော့မကောင်းဘူးနော်အဲ့ကြောင့်မလို့ညှိပြီးတော့ပြင်တော့အကောင်းဆုံးပဲအဲ့တော့ပေါ့ပျော်ရွှင်မဲအမြဲတမ်းဒါသွားပါပေါ့နော်အဓိကတော့ဟာတာလေးတွေပြောနော် flat လောက်ဒါမျိုးတွေပေါ့နော်ပေါ့ပဲကဲဒါဆိုရင်တစ်ဖက်လူနဲ့ပေါ့နော်ကိုနဲ့ဒါနောက်တစ်ခုကြည့်ပေးချင်တာလေးကတစ်ဖက်လူနဲ့ကိုနဲ့ပေါ့နော်တစ်ဖက်လူကကိုကိုဘာတွေပြောပြချင်နေလဲသူ့ရဲ့ရင်တွင်းခံစားချက်ပေါ့နော်တစ်ဖက်လူကသိရပေါ့နော်ကိုယ့်ရဲ့နာကျင်မှုတွေ pains တွေ traumas တွေကိုသူ healing လုပ်ပေးနိုင်တယ် or maybe something အဲ့ဒီ pains တွေကိုသူကအဝေးကိုဖယ်ထုတ်ပြနိုင်တယ်သူဆိုတာသူသိရသူကဘယ်နေရာဘယ်ဒေသဘယ်ရောက်ကိုတခါလေကြာရင်လမ်းမှာမြန်တွေ့မိမလားကားစီးရင်ဖြစ်စေလမ်းရှာဖြစ်စေစပိန်စီးရင်ဖြစ်စေခီးသွားတာပဲဖြစ်စေကိုเจ้าလေးတွေစဉ်းစားရင်းနဲ့ကိုကိုလည်းတွေ့မလား
စသဖြင့်ကိုလိုက်ရှာနေမိရပေါ့နော်ကိုစီက sign တစ်ခုခုသူက waiting လုပ်နေတာမျိုးရှိပါတယ်တဲ့ဒါကဖုန်းဖြစ်မယ် message ဖြစ်မယ် or something ပေါ့နော်တစ်ဖက်လူမှာဆိုရင် material things တွေရုပ်ထုပစ္စည်းနဲ့ပတ်သက်ပြီးတော့လိုချင်တတ်မစိတ်ဖြစ်ရှိတာမျိုးဖြစ်စီအဲ့လိုပေါ့နော်ဘောင်းမတူရင်လာမပတ်သက်နေဆိုရယ်ပုံစံမျိုးတွေပေါ့နော် standard မတူရင်လာမပတ်သက်နေဆိုရယ်ပုံစံမျိုးအဲ့လိုမျိုးလေးတွေရှိတာကို high လုပ်တာမျိုးလေးရှိရပေါ့နော်အခုဒီ reading ကိုကြည့်ရတော့ဆိုရင်အခုဒီ reading ကြည့်နေတဲ့သူမှာလေနှစ်ယောက်တယောက်ကတော့ထားခဲ့ရဖြစ်စီထားခဲ့ခံရတာဖြစ်စီအဲ့လို pain တွေ trauma တွေ that person condition တွေကိုလည်းတွေ့ရတာဖြစ်တယ်ပေါ့နော်ဒါကြောင့်ဒီမှာလေကိုကမထားခဲ့ရင်သူကအရင်ထားခဲ့တယ်ဆိုတော့အဲ့လိုပုံစံမျိုးလေပြောထားရပေါ့နော်တခါတလေကိုကြောင်းစဉ်းစားရင်းနဲ့သူ့မှာရှိတဲ့ good news ဖြစ်စေ bad news ဖြစ်စေသတင်းဆိုသတင်းကောင်းဖြစ်စေကိုနဲ့ဝင်မျှပြီးတော့ပြောချင်တယ်ရင်ဖွင့်ချင်တယ်ဆိုတဲ့ပုံစံမျိုးလေဒီမှာပြောထားတာမျိုးကိုတွေ့ရတယ်။ကဲဟုတ်ပြီဒါဆိုရင်ဒီ reading လေးကိုပေါ့နော်သဘောကျနှစ်သက်တယ်ဆိုရင်တော့ like and follow and share လုပ်ပေးသွားလို့ရပါတယ်။ပြီးရင် comment မှာကိုနဲ့ energy ကိုက်မကိုက်ကိုလည်းပြောပြပေးသွားလို့ရပါတယ်။ဒီ reading လေးကိုနှစ်သက်မယ်လို့ထင်ပါတယ် personal reading တည်သက်မေးချင်နေဆိုရင်page messenger မှာလည်းလာမေးလို့ရတယ်လို့ telegram မှာလည်းလာမေးလို့ရပါတယ်လာပြီးညမှာအထူးစီရင်ပေးတဲ့အချစ်ရေးအစီရင်အစွမ်းထက်အစီရင်တွေလည်းရှိရကြောင်းမိမိကစိတ်ဝင်စားတယ်ဆိုရင်လာပြီးညမတိုင်ခင်တရက်အလိုမှာလာပြီးတော့စီရင်ပေးသွင်းအနက်နိုင်ပါပြီရှင်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်ရှင်အဲ့တော့ဒီ file လေးsorry ဒီပေါ့နော်ဒီအမတ်သစ်ဆွေးထားတဲ့သူလေးတွေထပ်ပြီးတော့ကြည့်ပေးချင်တာကတော့ပါလဲဆိုတော့တစ်ဖက်သူကကိုနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုး love message love feelings လေးတွေပေါ့နော်ရှိလဲဆိုတာလေးကိုကြည့်ပေးမှာပဲဖြစ်ပါတယ်ဒါလေး handshake လေးဆိုတော့ little bit နည်းနည်းတော့ခက်တယ်ပေါ့နော် just a little okay အော်နော်သူကလေပေါ့နော်သူ့မှာကကိုနဲ့ပတ်သက်ပြီးတော့เนาะအတိတ်မှာပြီးခဲ့တဲ့ pains တွေနာကျင်မှုတွေကဒါသူကကိုနဲ့ပတ်သက်ပြီးရခဲ့တယ်ဆိုရင်အဲ့ဒီအရာတွေကနေပတ်သက်ပြီးတော့သူက trust issues တွေသူ့မှာပေါ့နော်ထပ်မယုံရရမျိုးတွေစိုးရိမ်တာမျိုးရှိရပေါ့နော်ကိုယ့်ရဲ့ရီမောဖို့ကောင်းတဲ့ဒါဒီအပြုံးလေးတွေเนาะဒါမျိုးလေးတွေကိုသူ့အနေနဲ့ချစ်တယ်သဘောကျတယ်ပေါ့နော်အဲ့လိုဟာဒညံရှင်တဲ့အရာမျိုးလေးတွေပေါ့နော်ကိုယ့်ရဲ့ဝတ်ပုံစားပုံလေးတွေ dress လုပ်တဲ့ပုံစံလေးတွေကိုလည်းချစ်ပါတယ်တဲ့เนาะနောက်ပြီးတော့က social media ပေါ့เนาะ social media နေလေကိုအများနဲ့ spying လုပ်ပြီးတော့ stalking လုပ်နေတဲ့ energy လေးတွေလည်းဒီမှာတွေ့ရတယ်ပေါ့เนาะဒါပေမဲ့သူ့မှာက inner child warns တွေရှိတယ်ဒါငယ်ဘဝကသူ့ရဲ့ family နဲ့ပတ်သက်တာဖြစ်ခြင်းဖြစ်မယ်ငယ်ဘဝကအတိတ်ကဒဏ်ရာဟောင်းလေးတွေကိုသူက healing လုပ်ဖို့အတွက်လိုအပ်နေတယ်အဲ့ခါကျရင်ကိုကသူ့ကိုနော်အချိန်လေးပေးလိုက်ရမယ်နော်ဘာလို့အဲ့လိုအချိန်လေးတွေမှာကိုကတအား rush သွားလို့မရဘူးเนาะပြီးတော့ကိုယ့်ရဲ့ပေါ့နော်ကိုယ့်ရဲ့ဓာတ်ပုံလေးတွေ pictures လေးတွေကိုလည်းဒါသူ့ဖုန်းထဲမှာစိတ်ထားတာဖြစ်စေ screenshot တွေရိုက်တာဖြစ်စေဒါမျိုးလေးတွေနဲ့သူကပြန်ကြည့်နေတာမျိုးလေးတွေလည်းရှိပါတယ်ပေါ့နော်နောက်တစ်ခုကကြတော့တဲ့သူ့ရဲ့ emotional feelings တွေပေါ့နော်အဲ့ဒါတွေကိုတခါလေကြာရင်တော့ထုတ်ပြခြင်းတယ်ဒါပေမဲ့တခါလေကြာပြန်တော့အဲ့လိုထုတ်ပြတာကိုတိတ်ပြီးတော့မရဲဘူးဖြစ်နေရပေါ့နော်မင်းကပဲကိုယ့်ဘဝကိုပြန်ပြီးတော့ယူဆောင်လာပြီးရဲ့သူဥမာဆိုသူစိတ်တကြစိတ်ညစ်နေတဲ့ခါမျိုးမှာဆိုရင်ကိုပြောလိုက်တဲ့စကားလေးတစ်ခုဖြစ်စေကိုယ့်ရဲ့အားပေးရာဖြစ်စေကိုယ့်ရဲ့ something တခုခုပေါ့နော်ဒါတခုခုကြောင့်ကိုယ်ကိုတွေ့လိုက်ပြီးမှသူ့ဘဝပြန်ပြီးတော့စလာတာမျိုးတွေဒီလိုမျိုးဆိုလို့ချင်တာပေါ့နော်နောက်တစ်ခုကကြတော့သူကလေပေါ့နော်သူ့ကိုယ်သူလေ confidence က weak တယ်ယုံကြည်ချက်အားနည်းမှုနည်းတယ်ပေါ့နော်အော်ငါကတော့ဒီကောင်မလေးအတွက်အရန်ကြီးကောင်းလုံးတဲ့သူမဟုတ်ဘူးသူ့အတွက်ငါမလုံလောက်ဘူးငါကောင်းတဲ့သူမဟုတ်လောက်ဘူးအဲ့လိုမျိုးပေါ့နော်စိုးရိမ်တာမျိုးလေးတွေလည်းရှိတယ်ဒါကြောင့်မို့တစ်ခါလေကြာရင်အဲ့ဒီအရာတွေနဲ့ပတ်သက်ပြီးသူdoubt ဝင်တယ် overthinking ဖြစ်တယ်ပြီးတော့ confidence လည်း weak တယ်ပေါ့နော်မင်းရဲ့တော့ဒါကိုယ့်ရဲ့ပေါ့နော်ကိုယ့်ရဲ့နှွေးထွေးကျင်နာမှုတွေ carrot လုံးမိပေးရပေါ့နော်ကိုကတော့ဒါသူ့လဲဒါတန်ရောစင်ရှိလို့လုပ်ပေးရဆိုရင်အဲ့ဒီအရာလေးတွေကပဲသူ့ရဲ့ life ကို changes တွေဒါဖြစ်စေခဲ့တယ်ပေါ့နော်ကိုယ့်ရဲ့အကြောင်းတွေကိုလည်းအမြဲတမ်းသူကစဉ်းစားပါတယ်တွေးပါတယ်ဆိုပြီးတော့ဒီမှာပြောထားတယ်ပေါ့နော်အဲ့တော့က
ဘယ်လိုပြောရမလဲဒီ love message လေးတွေကိုကြည့်ရတဲ့တစ်ဖက်သူမှာလည်း love feelings တွေကရှိတယ် bad ဒါပေမဲ့သူဟာသူ့စိတ်ထဲမှာထင်တာသူ confidence မရှိဘူးပေါ့နော်ကိုနဲ့ပတ်သက်ပြီးတော့ရှေ့ဆက်လဲသွားခြင်းပြီးမဲ့သွားဖို့အတွက်အားလေးတွေဘယ်လိုပြောရမလဲနည်းတယ်ပေါ့နော်အဲ့တော့ကိုကသူ့အဲ့ဒါလေးကိုနားလေပြီးပါသူ့ကိုကဆက်လက်ပြီးတော့ပဲကျင်ကျင်နာနာနွေးနွေးထွေးထွေးလေးတွေပြောဆိုတာမျိုးလေးတွေလုပ်ပေးရင်တော့ဒါအကောင်းဆုံးပဲပေါ့နော်အဲ့လိုမျိုးလေးလုပ်ပေးမယ် Karen လုပ်ပေးမယ် warmly ဖြစ်နဲ့ welcome ဖြစ်မယ်ဆိုရင်လည်းဘာမဆိုသူကအဲ့လိုပေါ့နော်ယုံကြည်ချက်တွေရှိလာပြီးတော့ကိုနဲ့သွားဖို့အတွက်လည်းသူကစူးစမ်းလာနိုင်တယ်ပေါ့နော်ကြဒါလေးကတော့ love message လေးဖြစ်တယ်ပေါ့နော်ဒါဆိုရင်နောက်တစ်ခုကို Paiwan လေးပေါ့နော် amethyst ရွေးထားတဲ့သူလေးတွေအတွက်ထပ်ပြီးတော့ကြည့်ပေးပါအောင်လေရှင်အဲ့ဒါကဘာလေးနဲ့ကြည့်ပေးမလဲဆိုရင်တော့သူ့ရင်ထဲမှာပေါ့နော်sorry သူ့ရင်ထဲမှာမဟုတ်ဘူးねသူ့ရဲ့နှုတ်ခမ်းများလေးမှာပဲကိုယ့်ကိုပြောချင်ပေမဲ့ပြောမချက်တဲ့စကားတွေကဘာတွေဖြစ်မလဲပေါ့နော်ပြောချင်ပေမဲ့ပြောမချက်တဲ့စကားတွေကဘာတွေဖြစ်မလဲကိုနဲ့ပတ်သက်ပြီးတော့အိမ်မက်တွေပေါ့နော်အိမ်မက်တွေ dreaming တွေအယမ်းမက်တယ်အိမ်မက်မက်တယ်ဆိုတာဘာကြောင့်လဲသိလားမသိစိတ်ထဲမှာဆွဲလန်းနေရတဲ့ကြောင့်အိမ်မက်မက်တာအဲ့တော့ तू ကကိုယ့်ကိုလည်းဆွဲလန်းနေရမျိုးကြီးရှိတယ်သူကိုသူသိချင်သိမယ်ဒီတခါလေကြာရင်မေတို့ကဒီသိစိတ်မှာတော့ငါတို့တော့စိတ်ထဲမှာမရှိပါဘူးဒါပေမဲ့မသိစိတ်အတွင်းစိတ်ထဲမှာတော့ရှိနေတာမျိုးဒါကြောင့်မလို့ तू ကအိမ်မက်တွေခဏခဏမက်တယ်အများကြီးမက်တယ်ဆိုပြီးတော့ပြောထားတာပေါ့နော်ပြောချင်ပေမဲ့ပြောမထွက်တဲ့စကားလေးတွေထဲမှာဆိုရင်တဲ့မင်းကိုရွေးချယ်မှာလားတဲ့မင်းကိုရွေးချယ်မှာလားတဲ့အဲ့လိုမျိုးပေါ့နော်ဘာပဲလှုပ်လှုပ်ဘာပဲတွေ့တွေ့မင်းရဲ့နှလုံးသားကိုပဲနားထောင်ပါတဲ့မင်းရဲ့နှလုံးသားကဘာပြောနေလဲနော်သူနဲ့ပတ်သက်ပြီးတော့ဘာပြောနေလဲဒါမှမဟုတ်လေအခြားသောအရာတွေနဲ့ပတ်သက်ပြီးတော့အခါကျရင်ကောင်းနေရှုံသွားနဲ့အတွေးတွေမများပါနဲ့တဲ့မင်းရဲ့နှလုံးသားထဲမှာဘာဖြစ်ချင်လဲနော်နှလုံးသားစကားကိုပဲနားထောင်ပါတဲ့ကိုကလေသူ့ကိုနာကျင်မှုကြီးပေးခဲ့ရမျိုးနာကျင်အောင်လုပ်ခဲ့ရမျိုးရှိတယ်ဟုတ်တယ်ဒါမဲ့လေရပါတယ်တဲ့ကိုနားလေပါတယ်ပေါ့နော်ကိုက selfish ဖြစ်တာမျိုးတွေเนาะ selfish ဖြစ်တာမျိုးတွေရှိရယ်ကိုယ့်ဘက်ပဲကိုကြည့်ပြီးသူ့ဘက်မကြည့်ရမျိုးတွေအဲ့လိုမျိုးလေးတွေလည်းရှိတော့သူကပြန်ရွဲ့တဲ့ပုံစံမျိုးနဲ့ထပ်ပြီးတော့လည်း selfish ဖြစ်လိုက်အောင်နဲ့ဒါပေမဲ့သူ့စိတ်ထဲမှာထင်တာကိုရိုနှစ်ယောက်ကကိုရိုနှစ်ယောက်နဲ့ပတ်သက်ပြီးသူအမြဲတမ်းเนาะစိုးရိမ်ပူပန်ရတာမျိုးလေးတွေလည်းရှိရယ်ပေါ့เนาะကိုကသူ့ရဲ့ life မှာဆိုရင်အရန်ကိုမှ perfection အရန်ပြည့်စုံလုံးနေပေါ့เนาะဘယ်လိုပြောအောင်လဲတွေးတာမတွေးဘူးလုံးဝ perfect ဖြစ်တယ်ဆိုတဲ့ energy မျိုးသူ့ရဲ့အာယုံတွေအတွေးတွေမှာမြင်နေပေါ့နော်ဒါအခုချိန်မှာတော့ကိုကသူနဲ့ပတ်သက်ပြီးဖြစ်စေသူ့ဘက်က action တစ်ခုဖြစ်စေ ready ပဲတဲ့လို့ဖို့အတွက်ဒါမဲ့လေသူက pains တွေနာကျင်မှုတွေ feelings တွေရှိနေတယ်ကိုကြောင့်ပေါ့နော်အဲ့တော့သူကပြန်မေးခွန်းထုတ်ထားတယ်မင်းကိုအကြောင်းစဉ်းစားနေရဲ့လားတဲ့မင်းလည်းပဲကိုအကြောင်းနေစဉ်းစားနေရဲ့လားပေါ့နော်အဲ့လိုပုံစံမျိုးလေးဒီမှာပြောထားတာမျိုးလေးတွေ့ရတယ်ပေါ့နော်နောက်တစ်ခါကျတော့သူ့အတွက်အချိန်လိုတယ် timing လိုတယ်ပေါ့နော် timing လိုတယ်အချိန်လိုအပ်နေတယ်တဲ့သူ့အတွက်ဒါကြောင့်မလို့အခုချိန်မှာနှစ်ယောက် connection ကဘယ်လိုပဲဖြစ်စေသူရဲ့စိတ်ထဲမှာကိုရှိတယ်ဒါပေမဲ့နှစ်ယောက်ကတော့ time တစ်ခုကတော့လိုအပ်ပါတယ်ပေါ့နော်မင်းကိုဂီးရောင်စိုက်လို့လား Karen လုပ်လို့လားကိုဘာဖြစ်နေလဲကိုဘာကြီးခံစားနေရလဲဆိုတော့မင်းကို Karen လုပ်လားမင်းကိုဂီးစိုက်ရလားအဖက်ကိုလုပ်ခဲ့လားဆိုတဲ့ပုံစံမျိုးနဲ့သူဒီမှာပြန်ပြီးတော့မိခွန်းထုတ်ထားတာမျိုးကိုဒီမှာတွေ့ရတယ်ပေါ့နော်ကဲအဲ့တော့ဒီမှာမေဒီဟာကိုလည်းကြည့်ရသလောက်ဆိုရင်သူ့စိတ်ထဲမှာဒီမှာဆိုတော့အိမ်မက်တွေအောင်ညဘက်တွေမက်တယ်ဆိုတော့သူညဘက်တွေကိုအကြောင်းနေစဉ်းစားတာမျိုးကကျင်းတီပေါက်ရှိကိုရှိတယ်ဒါကြောင့်မလို့ तू ကဘယ်လိုပုံစံမျိုးလဲဆိုတော့ဒီမှာဆိုရင်သူ့ကိုရွေးချယ်ခံစီခြင်းနဲ့နော်ဒါပေမဲ့ကိုကနာကျင်အောင်လုပ်ခဲ့ရဆိုတာ तू သိတယ်ဒါပေမဲ့ तू ခွင့်လွတ်ပေးတယ်နော်တခါလေကြာရင်လေ तू ကိုကြောင့်ပေါ့နော်ကိုရဲ့လုပ်ရက်တွေကြောင့်နော်သူကနာကျင်နေရမျိုးတွေ pains တွေအများကြီးခံစားနေရတာမျိုးတွေရှိတယ်ဟိုစိတ်တောင်မကောင်းရင်းထဲမှာအောင်ဒါပေမဲ့သူကသူပြန်ပြီးတော့မိကုန်းထုတ်တာပေါ့သူ့ကိုလည်းရွေးချယ်ခံခြင်းတယ်ဒါကြောင့်မို့တခါလေကြာရင်ရောသူ့ကိုဂီယူဆိုင်ရလားအဖက်လုပ်ရလားသူ့အကြောင်းတွေရောစဉ်းစားရလားတဲ့ဘာလို့လဲဆိုတော့ तू ကစဉ်းစားတယ်လေနော် तू ကလည်းနော်ဒီကို့အကြောင်းတွေစဉ်းစားတွေးတာဖြစ်တဲ့အတွက်သူ့အကြောင်းတွေရောစဉ်းစားရလားတွေးရလားသိချင်တယ်ပေါ့နော်
အဲ့လိုမျိုးလေးဒါကြောင့်မလို့ဒါပေမဲ့သူကသူသိရသူ့အတွက်အချိန်နေတိုင်နေကလိုအပ်နေသေးတယ်ပေါ့နော်သူ့ရဲ့လေစိတ်ထဲမှာလေ overthinking တွေရဲ့ doubt တွေရဲ့ pains တွေရဲ့ sorrow ဖြစ်ပြီး one day ဖြစ်တဲ့အရာတွေရဲ့အဲ့လို energy မျိုးတွေကိုဒီမှာမိတွေ့ရတယ်ပေါ့နော်သူ့ဘက်မှာလေကိုလိုလဲလို့ခြင်းနေနာလဲနာခြင်းနေတယ်သူ့ကိုလည်းရွေးချယ်ခံစီခြင်းနေဘာလို့လောက်ရတာလဲဆိုတဲ့ question တွေကလည်းသူ့ခေါင်းထဲမှာတပုံကြီးရှိနေမယ်လို့လည်းဒီမှာခံစားရတယ်ပေါ့နော် Okay so ဒါဆိုရင်နောက်ထပ်ကက်ကလေးတစ်ခုနဲ့ထပ်ပြီးတော့ကြည့်ပေးပါအောင်မယ်အဲ့တော့နားထောင်နေနဲ့သဘောကျနှစ်သက်တယ်ဆိုရင် channel လေးကိုsubscribe လုပ်ပြီးတော့share ပေးတော့လို့လည်းရတယ်เนาะ subscribe လုပ်ပြီးတော့ share ပေးတော့လို့လည်းရပါတယ်ရှင် energy ကြိုက်တယ်ဆိုရင်လည်းကိုခံစားရတဲ့ဟာလေးတွေကိုလည်းပြောလို့ရတယ်ပေါ့နော်ဒါဆိုရင်နောက်တစ်ခုကဘာလေးနဲ့ကြည့်ပေးမလဲဆိုရင်တော့နှစ်ယောက်မှာပေါ့နော်ဘာတွေဖြစ်လာနိုင်လဲဘယ်လိုအခြေအနေတွေဖြစ်လာနိုင်လဲဆိုတာလေးကိုကြည့်ပေးမယ်အဲ့တော့သူ့ရုပ်လေးကိုအိုင်နဲ့မှမြင်အောင်ပေါ့နော်နှစ်ယောက်ကအဆင်မပြေဖြစ်ခဲ့တဲ့အရာတွေရှိခဲ့တယ်ဆိုရင်အဲ့ဒါတွေကို repair ပြန်လုပ်လို့ရတယ်ပြန်တိဆောက်လို့ရတယ်အစားကနေအုံမြင့်ချပြန်ပြီးတော့တိဆောက်တာမျိုးပျက်စီးဆုံးရှုံးသွားတဲ့အရာဆက်ဆံရေးလေးတွေကဒီတိုင်းမထားပါနဲ့အဆင်ပြေခြင်းနဲ့ဆိုရင်ပြန်ပြီးတော့တိဆောက်ကမယ်ပြန်ပြီးတော့စူးစမ်းရမယ်ဒါကြောင့်မလို့เนาะသူ့ရဲ့ကိုယ်ရဲ့နှစ်ယောက်ထက်တစ်ယောက်ကဒါ phone call လေးတွေ text လေးတွေเนาะကိုအကြောင်းစဉ်းစားရဖြစ်စီကိုယ်သူ့အကြောင်းစဉ်းစားရဖြစ်စီ love call လေးတွေဝင်လာနိုင်တယ်တယောက်နဲ့တယောက်ဒီအချစ်တွေခံစားချက် feelings emotion တွေကိုထုတ်ပြလာနိုင်တယ်ရလာနိုင်တယ်ဆိုတဲ့ပုံစံမျိုးဒီမှာတွေ့ရရပါတော့ဒီကက်ကလေးရတဲ့ရေမွေးအစွတ်လုံးပြီးတော့ပြေးသွားမှာနော် okay ဒီမှာကြတော့ပေါ့နော်ဒါတယောက်နဲ့တယောက်ကပေါ့နော်လုံးဝကိုဒါဘယ်လိုပြောရမလဲgiven and receive given take ပုံစံမျိုးနဲ့ဒါ unconditionally love နဲ့ချစ်ပေးနေရမျိုးကြီးလည်းရှိရပေါ့နော်အဲ့လိုမျိုးပဲချစ်ပေးပါသွားပါပေါ့နော်နောက်တစ်ခါကတဲ့ soul connection soulmate တဲ့เนาะ soulmate energy မျိုးရှိရပေါ့เนาะ soulmate energy မျိုးရှိရတဲ့ soul connection ရှိရ partnership တွေ agreement တွေ soul contract တွေဒါအတိတ်ဘဝရေးစက်တုန်းကလည်း soul contract ဆိုတယောက်နဲ့တယောက်အဲ့လိုစာချုပ်ဂတိကဝတ်အဲ့လိုသစ္စာဆိုခဲ့ရတဲ့အကြောင်းဒီဘဝမှာလည်းလာပြီးတော့စုံကြရတာပေါ့เนาะတက်တာပြီမဲတဲ့ဒီ connection မှာနှစ်ယောက်ထဲမှာတစ်ယောက်ကเนาะအဲ့လို stable ဖြစ်တဲ့ love life တစ်ခုကိုရမှာကိုကြောက်တယ်နော်အဲ့ခါကျတော့အဲ့ဒီကနေပြီးတော့ရုံထွက်ပြီးတော့ run လုပ်နေရမျိုး runner ပေါ့နော်ပြေးနေရမျိုးအဲ့လိုပုံစံမျိုးလေးတွေကိုလည်းတွေ့ရတယ်ပေါ့နော်ဒါတော့တိတ်မကြခင်အနာဂတ်တွေမှာလည်းတယောက်နဲ့တယောက်စိတ်ဝင်စားလာတာတွေ conversation တွေတယောက်နဲ့တယောက်နော်ဒီပြောပြီးတော့နော်နည်းနည်းလေးတော့ chemistry ပြန်မိလာနိုင်တယ် text call တွေ email တွေ phone call တွေနော်တခါလေကြာရင်တယောက်နဲ့တယောက် message လေးတွေပို့နေရဆိုတော့မှ typing ဒီ accept လေးတော်လေးတွေကိုတော့စောင့်နေရမျိုးရှိရပေါ့ဒါကလည်းဒါဒီစိတ်ဝင်စားနေရပေါ့နောက်ကကျတော့ဒီလာမယ့်နာဂတ်ဒီမှာတယောက်နဲ့တယောက် mirroring ပြမိတာပေါ့ကိုကစိတ်ဆိုးပြီးသူ့ကို goose ထားတယ်ဆိုရင်ပေါ့ line တက်ပြီးတော့ဒါဥပမာပြပြနော်သူကလည်းပဲကိုအဲ့လိုပုံစံမျိုးပြန်လုပ်တာမျိုးပေါ့နော်တယောက်ပုံစံတယောက်ပြန်လုပ်တာမျိုးအမေကအကြံပေးချင်တယ်အဲ့လိုဘယ်တော့မှမလုပ်နဲ့အဲ့လိုလုပ်ရင်ဘာမှအဆင်မပြေဘူးပေါ့နော်အပြစ်လာမယ့်နာဂတ်ဒီမှာ break up တိုင်းနေ separation တိုင်းနေဖြစ်တတ်တယ်အဲ့ဟာတွေကိုလုံးဝကိုကဘယ်လိုပြောရမလဲ stop ပေါ့နော်အဲ့လိုမျိုးကြီးလေဒါဖြစ်လာပြီဆိုအဲ့ချိန်တွေကလေဝမ်းနေရမယ့်အချိန်မဟုတ်ဘူးเนาะအဲ့ချိန်တွေမှာ healing လုပ်ကြမယ်เนาะပြီးတော့ silent treatment တွေထားခဲ့ခံရတာမျိုးအဆင်မပြေတာမျိုး a little bit အဲ့ဒါလေးကတော့လေအနာဂတ်မှာဖြစ်လာနိုင်တဲ့ထဲမှာလေနည်းနည်းပါတယ်ပေါ့เนาะအဲ့လိုမျိုးလေးဒီမှာတွေ့ရတယ်ပေါ့เนาะရေမွေးအရင်ကြိုက်တော့ရေမွေးတွေဆွတ်တဲ့ကက်ကလေးတွေအမှရေမွေးဆွတ်လို့မရကက်တွေကပိုးပြီးတော့အဲ့လိုလေးဖြစ်ကုန်တော်သေးရဲ့စားလေးတွေကြည့်လို့ရလို့ပေါ့နော်ဒါဆိုရင်နောက်တစ်ကက်ကိုထပ်ကြည့်ပေးပါမယ်နောက်တစ်ကက်မှာဆိုရင် healing ပေါ့နော် heartbroken နဲ့ healing head ဟုတ်တယ်ဒီမှာလေးဒါပြီးတော့ဒီမှာဆိုရင်ဒီလိုမျိုးပေါ့နော်break it တိုင်းနေနော် break it တိုင်းနေ separation တိုင်းနေ or something ဒါမျိုးတွေလာပြီဆိုရင်1 minute ရအောင်အဲ့ချိန်မှာဘာလုပ်ကြမလဲဆိုကိုယ့်ရဲ့နှလုံးသားကိုပေါ့နော် healing လုပ်ကြမယ် heart broken နေတာပေါ့နော်ပြီးတော့နောက်ကကျ pain တွေကနေပြီးတော့လွတ်မြောက်မှုရှာရမယ်ပေါ့နော်ဒီ relationship မှာပဲဒါ addiction ဖြစ်နေတဲ့အရာတွေကနေပြီးတော့ကိုက
ဘယ်လိုပြောရမလဲ stuck ဖြစ်မနေနဲ့ရက်မနေနဲ့ပိတ်လောင်နေနဲ့ကိုယ့်အကူလည်းစိတ်ကိုပိတ်လောင်နေရမျိုးမလုံနဲ့ကိုယ်နှလုံးသားကို healing လုပ် self love လုပ်ပေါ့နော်တချို့က separation တိုင်းနေဆိုရင်ပို့ပြီးတော့ဆိုးရွားသွားတယ်တကယ်ဆိုအဲ့လိုမျိုးမဟုတ်ဘူး separation တိုင်းဆိုတာကနောက်ထပ် next level ကို upgrade ဖြစ်ဖို့အတွက်ဒီကြားလေးထဲမှာဒီ separation လေးထဲမှာဘာလုပ်ကြမှာလဲ healing လုပ်ကြမှာပေါ့နော်ကဲဟုတ်ပါပြီOkay so ဒီခါလေးကကြတော့ဒါကိုယ့်ရဲ့ပေါ့နော်ဒီ file one လေးတွေရဲ့เนาะတစ်ဖက်လူနဲ့ပတ်သက်တဲ့ဟာလေးတွေအကုန်ကြည့်ပြရပါတော့ကိုကတကယ်လို့ဒီလို reading ပုံစံမျိုးတပုံစံတည်းကိုယ့်ရဲ့လူနဲ့ကိုယ့်ရဲ့တစ်ဖက်ရည်ရွယ်တဲ့သူနဲ့ကိုယ့်ရဲ့နာမည်တစ်ဖက်เนาะကိုရည်ရွယ်တဲ့သူရဲ့နာမည်နဲ့အသေးစိတ် detail package tarot package အကြီးကြီးကိုမေးချင်တယ်ဆိုရင်page messenger မှာလာပြီးတော့ booking ယူလို့ရပါတယ်ရှင်အားလုံးပဲအဆင်ပြေကြပါစေရှင်အချစ်နဲ့ပတ်သက်တဲ့အချစ်ရေးအစီအရင်နေเนาะအကုန်လည်းရှိပါတယ်အစွမ်းတက်တဲ့အစီအရင်နေရှိပါတယ် privacy လည်း safe ဖြစ်ပါတယ်ရင်ဖွင့်ရင်လည်းလုံးဝကိုယ့်ရဲ့ private ကလုံးဝမှ safe ဖြစ်တဲ့အတွက်ကြောင့်မလို့ယုံကြည်စွာနဲ့လည်းလာပြီးတော့မေးလို့ရပါတယ်ရှင်အားလုံးပဲအဆင်ပြေပြီးတော့ကျန်းမာချမ်းသာကြပါစေအဆင်ပြေပြီးတော့အချစ်ရေးမှာလည်းပျော်ရွှင်ရပါစေရှင်ဒါဆိုရင်တော့ pie 2လေးကိုတွားပါမယ်ဒါလေးပြန်ကြည့်လိုက်ပါအောင်မယ် Okay.အော်ဒါက pie 1 ပြီးသွားပြီเนาะ pie 1လေးပပိုင်မှာအဲ့တော့ pie 2လေးတွေလာပြီ selenite ပေါ့နော် selenite လေးကိုရွေးထားတဲ့သူလေးတွေအတွက်အဟောရီတွေလေးဒီမှာစပြီးတော့ကြည့်ပေးပါတော့မယ်တစ်ဖက်သူနဲ့ကိုယ့်ရဲ့ connection ပေါ့နော်သူနဲ့ကိုယ့်ရဲ့ connection selenite ရေးထားတဲ့သူလေးတွေကကိုယ်တစ်ဖက်ပေါ့နော်ရည်ရွယ်တဲ့သူကိုအာယုံပြုတ်ပေးနော်အာယုံပြုတ်ပေးပါသူ့ရုပ်လေးကိုအာယုံပြုတ်မဟုတ်သူ့ရဲ့နာမည်လေးကိုကတေချာလေးရွတ်လိုက်ပါသူနဲ့ကိုနဲ့ဘယ်လို connection မျိုးလဲဆိုတာလေးကိုကြည့်ပေးပါမယ်နှစ်ကကြလာတယ် okay so whatever Okay. ရင်ခုန်စစ်လှုပ်ရှားဖို့ကောင်းတဲ့အရာလေးတွေကိုတော့ဒီမှာတွေ့ရတယ်ပေါ့နော်။ဘယ်လို connection မျိုးလဲဆိုတာကြည့်ပေးမယ်နော်။ Okay ဟုတ်ပြီ။တကယ် sweet ဖြစ်ပါတယ်။ရင်းနေလဲခုံမယ်ဒုံတိုင်း sweet လေးဖြစ်တယ် but pace လေးတွေလည်းရှိတယ် oh my gosh okay so စမယ်ပေါ့နော်အဲ့တော့ဒါက selenite pie 2ရွေးထားတဲ့သူလေးတွေအတွက်အဲ့တော့ past connection မှာလေနှစ်ယောက်မှာတစ်ယောက်ကတဲ့နာကျင်အောင်ပေါ့နော်အဲ့လိုပြောမိဆိုမိရာမျိုးလေးတွေအဲ့နာကျင်အောင်ပြောမိဆိုမိရတို့ထပ်ပါဆန်ဝင်တာတို့ကြောင့်အသေးခွဲနာကျင်ရတာတွေကနှစ်ယောက်ထဲမှာတစ်ယောက်ကကြုံတွေ့ခဲ့ရတယ်တဲ့အဲ့ခါကျတော့ဘာဖြစ်လဲဆိုတော့အဲ့လိုမျိုးရှိရပေါ့နော်တယောက်နဲ့တယောက်ကလေဘယ်လိုပြောရမလဲဒီမှာဆိုရင်ပေါ့နော်ဘယ်လိုပြောရမလဲအမြဲတမ်းအဲ့လိုဓာတ်ပုံလေးတွေကြည်တာစိတ်ထဲမှာပေါ့နော်အာယုံထဲမှာပြန်မြင်အောင်တာမျိုးတွေစကားပြောချင်နေရမျိုးတွေဒါမျိုးလေးတွေရှိတာကိုလေတွေ့ရတယ်အတိတ်မှာတော့လေတယောက်နဲ့တယောက်က communicate လုပ်တဲ့အခါမှာလေတော်တော်လေး sweet ဖြစ်ပြီးတော့ဘယ်လိုပြောရမလဲ match ဖြစ်တယ်ပေါ့နော် sweet ဖြစ်တယ် match ဖြစ်တယ် energy မျိုးလေးတွေကိုလေဒီမှာတွေ့ရတယ်ဒါပေမဲ့အဲ့လိုမျိုးလေးတယောက်နဲ့တယောက် chemistry က sweet ဖြစ်နေပါပြီဆိုမှဝုံတိုင်းဆိုပြီးတော့နှစ်ယောက်တည်းတယောက်က
ယုံကြည်မှုတွေဖြိုခွဲပျက်စီးရတွေရှိရပေါ့နော်ပြီးတော့နှစ်ယောက်မှာတစ်ယောက်ကလေဒီမှာမေးကြည့်ရတော့ဆိုရင် love feeling ရှိတယ်ဒါပေမဲ့နောက်တစ်ယောက်ကကျတော့ situation case တွေ obsession တွေအတူနေတာတွေ living together နေတာတွေဒါတွေကိုပို့ပြီးတော့ဆွဲလန်းနေပို့ပြီးတော့ကွာအဲ့လိုHey ငါအနေနဲ့ချစ်တယ်ဆိုတာတဲ့နေ့ရဲ့ဒီဆွဲဆောင်မှုရှိတဲ့ body part အသွေးသားတို့မဟုတ်လေ background ဒါတွေကိုဆွဲလန်းလို့ငါနဲ့စီကနေပြီးတော့ရုံးထွက်မရဘူးဆိုတော့အဲ့လိုပုံစံမျိုးထုတ်တာမပြောရင်မပြောမယ်ဒါပေမဲ့အဲ့လိုပုံစံမျိုးပြီးတော့နှစ်ယောက်ကြားထဲမှာ10% energy တွေလည်းရှိတာမျိုးလည်းတွေ့ရတယ်ပေါ့နော်အဲ့တော့နှစ်ယောက်မှာကအဲ့လို10%တွေဝင်လာတဲ့ခါမှာဘယ်သူ့ကိုရွေးရမှမသိစဉ်းစားဆုံးဖြတ်ချက်ချရနေတဲ့ connection မျိုးတွေเนาะအဲ့လိုမျိုးတွေကိုလည်းဒီမှာတွေ့ရတယ်ပေါ့နော်ဒါပေမဲ့ဘယ်လိုပြောရမလဲဒီထဲမှာလည်းမိဘတွေ့တယ်ဆိုတော့နှစ်ယောက်ထဲမှာတစ်ယောက်ကလေရှုပ်တာတွေပွေတာတွေ multitasking ကကောင်းတာတွေအဲ့ multitasking ကကောင်းတဲ့သူကလေနှစ်ယောက်ကိုတစ်ပြိုင်တည်းတွဲနိုင်တယ်နှစ်ယောက်ကိုတစ်ပြိုင်တည်းအချိန်ပေးနိုင်တယ်အဲ့လိုပုံစံမျိုးကိုဒီမှာတွေ့ရတယ်ပေါ့နော်ပြီးတော့ဒီရဲ့ collection မှာမိခံစားမိရတော့ဆိုရင် twin flame ကိုမှ a little bit နည်းနည်း toxic ဖြစ်တဲ့ energy ကိုလည်းနည်းနည်းလေး catch မိရပေါ့နော်ပြီးတော့ feminine ဖြစ်တဲ့ဒီ feminine energy ဒီ reading ကိုကြည့်နေတဲ့အမျိုးသမီးလေးတွေက psychic အားကောင်းတယ် intuition အားကောင်းတယ် one twin ကြီးစရာအားကောင်းတယ်ဒါကြောင့်မလို့တစ်ဖက်နဲ့ပတ်သက်ပြီးတော့ယင်ထဲမှာအလိုလိုသိတာတွေခံစားနေမိတာတွေရှိရဲပေါ့နော်နှစ်ယောက်ကလေရေဆက်ပြန်ပြီးတော့ဒီပေါ့နော်ဒီအတိတ်မှာဖြစ်စီအခုချိန်မှာဖြစ်စီဘလို့ပဲအဆင်မပြေတာတွေရှိနေပါစေ whatever လုံးဝဆုံးမရိမ်နဲ့ဘာဖြစ်လဲဆိုတော့အနာဂတ်မှာပြန်ပြီးတော့ reunion time တွေပြန်ပြီးတော့ဆုံရနိုင်တယ်ဘာလို့လဲရေစက်ရှိရလေနော်ဒီမှာကရေစက်ပြတ်သွားတာ ending ဖြစ်သွားတာလုံးဝမရှိဘူးတယောက်အနာဂတ်မှာ family ရဖြစ်ဖြစ်နဲ့ပြန်ဆုံနိုင်သေးတယ်ပြန်ပြီးတော့sweet love လေးတွေလည်းရနိုင်တယ် sweet connection လေးတွေလည်းပြန်ပြီးတော့ကြုံတွေ့ရနိုင်သေးတယ်ဆိုတာဒီမှာလာပြတယ်ဒါပေမဲ့တခုတော့ရှိရယ်နှစ်ယောက်မှာဆိုရင်ဘယ်လိုပြောရမလဲဒီမှာဆိုရင်မေဒီမှာတွေ့ရတော့တယောက်နဲ့တယောက်ကအမြင်မတူရှုတော့မတူတွေးမတူတာတွေရှိမယ်ပေါ့နော်နှစ်ယောက်တည်းမှာဆိုရင်တယောက်ကနှလုံးသားကိုဦးစားပေးပြီးတော့ဘာမဆိုနှလုံးသားနဲ့စဉ်းစားတွေးခေါ်တယ်ဆိုရင်နောက်တစ်ယောက်ကကြတော့ဘာဖြစ်လဲဆိုရင်အုံနောက်အရန်သုံးတယ် thinking decision making တေချာစဉ်းစားတယ်တွေးခေါ်တယ်ပေါ့နော်ငါတက်ဒီဟာကလှုပ်တင်လားမလှုပ်တင်ဘူးလားအဲ့လိုပေါ့အကျိုးမြတ်ကိုရနိုင်လားအဆုံးရှုံးနေရော loss တွေရောဘာဖြစ်နိုင်လဲအဲ့လိုစဉ်းစားတယ်ပေါ့နော်အဲ့တော့အုံနောက်သမားနဲ့နှလုံးသမားနဲ့အဲ့မှာအဲ့နှစ်ယောက်ကလာတွေ့ရခါမှာတော့အမြင်မတူရှုတော့မတူတာတွေဖြစ်တတ်တယ်အခါကျရင်ဘာလုပ်လို့ရလဲဆိုရင်အဆင်ပြေခြင်းနဲ့ဒီလူနဲ့တကယ်ကိုလေးလေးနက်နက်အဆင်ပြေခြင်းနဲ့ဆိုရင်လုပ်ရမှာတစ်ခုပဲတယောက်နဲ့တယောက်ညှိရမယ်အမြင်တွေဖလှယ်ရမယ်ပွင့်လင်းမှုလည်းရှိရမယ်နှစ်ယောက်တယောက်က anger issues ကို control မလုပ်နိုင်ဘူး technician ဝုံတိုင်တောင်းချမ်းဒါတွေကိုလုံးဝ short ပစ်ကမယ်ပေါ့နော်နှစ်ယောက်ကလေ match တော့ဖြစ်တယ် deep dive connection လည်းရှိတယ်ဆိုလိုချင်တာကperfect match လားဆိုတော့ perfect match ဆိုတဲ့ energy ကိုတွေ့လားဆိုရင်တော့ဟိုလိုပေါ့နော်ဒီ living together နေတဲ့ခါမှာကြာရင်တော့တော်တော်လေး perfect match တယ်ဒါပေမဲ့အခြားနေရာကြာရင်တော့တော်တော်လေးညှိရနိုင်တဲ့ energy တွေကိုလည်းတွေ့ရတယ် whatever ရေးစက်ရှိတယ်တခုခုအခုချိန်မှာဒါအဆင်မပြေရပါဖြစ်နေရင်လည်း don't worry about it because ဘာလဲဆိုတော့ဒီမှာဆိုရင် reunion time တွေဘာတွေကပြန်ရနိုင်တယ်ပေါ့နော်အဲ့ happy energy လေးယူပါ happy energy လေးယူပါเนาะဒီမှာကြည့်ကောင်းလေးနဲ့ကောင်းမလေးကဖတ်ပြီးတော့ပျော်ပျော်ရွှင်ရွှင်နဲ့ပြန်ပြီးတော့လုံးဝ happy energy ပါအဲ့တော့ hope ဒါလေးကတော့ connection ကတော့အဲ့လိုမျိုးလေးတွေရှိရပေါ့နော် trust issues ပြောကြထားရဆိုရင်trust issues တွေကပြန်ပြီးတော့လေ healing လုပ်ကြမယ်เนาะဒီတိုင်းထားလို့မရပါဘူးဒါဆိုရင်မိကနောက်တစ်ခုနဲ့ကြည့်ပြီးမယ်ပေါ့နော်နောက်တစ်ခုကကြတော့ angel oracle advice angels တွေကကိုရိုနီယာကိုဘယ်လို advice တွေပေးလဲပေါ့နော် title လေးတွေအတွက်ပေါ့နော်ကိုကနားထောင်ရင်းနဲ့သဘောကျနေတဲ့ရင် left လေးလည်းပေးခဲ့ပါအောင်နော် share ပေးတော့လို့လည်းရပါတယ် energy ကိုက်တယ်ဆိုရင်ကိုယ့်ရင်ထဲမှာခံစားရတဲ့တစ်ခုဆိုရင်လည်း comment မှာမှတ်သွားပေးပါအောင်နော် okay ကိုက romantic partner ကိုကရှာနေတယ်ပေါ့နော်ဒါအရင်တော့ကို romantic partner ကိုလိုချင်တယ်ဒါဆိုရင်ဒီတယောက်က this could be the one ဒီတယောက်ပဲဟေးတဲ့နော်အဲ့လိုပုံစံမျိုးမင်းတွေ့ပြီးပြီလေတဲ့မင်းရှာနေတဲ့သူအဲ့တော့ဒါမဲ့တခုတော့ရှိပါတယ်တဲ့ကိုဘာဖြစ်ချင်တာလဲတဲ့ဘာလုပ်ချင်တာလဲ
ဘာလို့ကျင်တာလဲကိုကကိုတိတိကျကျဂဂနနတခုခုကိုတိအောင်လုပ်လိုက်ပါအောင်နဲ့ဒါမှလည်းကိုကကွာဥမာဆိုကွာငါတော့သူနဲ့ဆင်ပြေခြင်းနဲ့ငါတော့သူနဲ့ဒီလိုသွားခြင်းနဲ့ကိုရဲ့စိတ်ကတိတိကျကျတခုခုကိုကစဉ်းစားလိုက်ပြီးတွေးလိုက်ပြီးဆုံးဖြတ်ချက်ချလိုက်ပြီးဆိုတာနဲ့နော် decide လုပ်လိုက်ပြီးဆိုတာနဲ့အဲ့ဒီအရာကကိုရဲ့ life ထဲကိုပြန်ဝင်လာနိုင်ပါတယ်တဲ့ finance and career ဆိုတော့ဒီထဲမှာ2ယောက်ထဲမှာ1ယောက်ကမိသားစုနဲ့ဖြစ်စေမိသားစုကိစ္စတော့ငွေကြေးအဆင်မပြေရတော့ career ဘိုင်းနေနဲ့ပတ်သက်ပြီးတော့ဘယ်လိုပြောရမလဲဒီပြဿနာလေးတွေပေါ့နော်enough မဖြစ်တဲ့အရာတွေအဲ့ဒီအရာလေးတွေရှိတာကိုလည်းဒီမှာတွေ့ရတယ်ပေါ့နော်အဲ့တော့ဒီရဲ့ love မှာဆို true love energy လည်းရှိတယ်but ဒါပေမဲ့ romantic style တွေကိုစောင့်နေရင်တော့ရနိုင်တယ်ပေါ့နော်ဒါပေမဲ့လေတဲ့နော်ကိုကတခါလေးကြာရဲ့အရန်ကြီးမျောလင့်ထားတာမျိုးတွေရှိတယ်ငါကတော့ဒီလိုပုံစံမှငါကြိုက်မယ်ငါလိုချင်တယ်အဲ့လိုမျိုးတွေ expectation တွေအရန်ကြီးမဝိုင်းလည်းမထားနဲ့တဲ့နော်ကိုထားတာနဲ့နော်ဒီတစ်ဖက်ကဖြစ်မလာဘူးဆိုရင်လေဒါအစမပြေဖြစ်တဲ့တယ်ဒါကြောင့်မလို့နော်စိတ်ကိုဖွင့်ထားပါပေါ့နော်ခင်းတဲ့အတိုင်းပဲဆန္ဒတော့ဒီဟာကြကြတဲ့ family issues လို့မေးပါစကနှုတ်ကထွက်သွားတယ်အခုဒီမှာကြာရလေ healing family issues တဲ့နော်လုံးဝအောင်မှာ amazing ပဲနော်ဒီခါလေးကြာရင်အဲ့လိုပေါ့အာယုံထဲမှာပေါ်တဲ့ပါဇက်ကသူ့လိုလွတ်ခနဲ့ထွက်သွားရတဲ့ဟာရလဲဒီမှာကြာလာတယ်ခင်တဲ့အတိုင်းပဲ finance and career family issues ပေါ့နော်ဒါကြောင့်မလို့ဒီမှာဆိုရင်ဘယ်လိုပြောရမလဲကိုယ့်ရဲ့မိဘတွေကိုကိုကလေအဲ့လိုပေါ့နော်စိတ်ဆိုးတာတွေပါတယ်တိတ်မလုံနဲ့တခါလေးကြာရင်မင်းတို့မှားပြီးတော့ပြောမိဆိုမိရရှိကောင်းရှိမယ်ကွာအဲ့ဒါတွေတခါလေးကြာရင်ကိုယ့်ရဲ့ love life မှာလာပြီး effect လာထိတတ်တယ်ဒါကြောင့်မလို့ခင်မွန်းကြီး10ပါးတွေဝစ်ကျွေးတွေပါတယ်ခြေတာမျိုးတွေရှိကိုကတော့တောင်းပန်တာတွေလုပ်ပေးပါလို့မေးရတော့ဒီမှာအကြံပေးခြင်းတယ်ပေါ့နော်နောက်တစ်ခါကျတော့ family issues တွေလည်းခေါင်းရင်းနဲ့ဖြေရှင်းတင်တယ်ပေါ့နော်ကိုယ့်ရဲ့ life မှာပေါ့ကိုယ့်ရဲ့ soul mate ပေါ့ life partner ကိုက attract လုပ်ချင်နေဆိုရင်တဲ့နော်ဖျားဆူတောင်းတာတွေရမယ်ဒါတော့ကိုယ့်ရဲ့ဘာသာလိုက်ပေါ့နော်ဗုဒ္ဓဘာသာဖြစ်စေခရစ်စတီယန်ဖြစ်စေဒါဒီအခြားသောဘာသာဝင်တွေလည်းကိုယ့်ဟာကိုဒီဘယ်လိုပြောရမလဲ positive affirmation တွေ prayer ဆုတောင်းတာတွေ visualization တွေဒါလေးတွေအာရုံထဲမှာမြင်အောင်ပုံဖော်တာလေးတွေလုပ်လို့ရတယ်ကိုယ်နဲ့ကိုယ့်ရဲ့တစ်ဖက်လူအဆင်ပြေနေပြီပြန်ပေါင်းဖက်နေပြီပြန်အဆင်ပြေနေပြီအနောက်ရှက်တွေမရှိတော့ဘူးပေါ့နော်အဲ့တော့သူနဲ့သွားတဲ့ခါမှာလည်းပျော်ပျော်ရွှင်ရွှင်ပေါ့ပါလေးပဲသွားတင်နေပေါ့နော်ဘာမှခက်ခဲကြီးသွားတာမျိုးတွေဒါမျိုးတွေလုပ်စရာမလိုပေါ့နော်ပြီးတော့နောက်တစ်ခါကျတော့ကိုယ့်ဟာကိုယ်လည်းဒီစိတ်ရဲ့ချုံနှောင်ခြင်းကနေပြီးတော့မခံနဲ့ဥပမာဆိုကို overthinking ဖြစ်တယ်မလား overthinking ဖြစ်တဲ့သူကဇတ်တွေးကြာလာတဲ့ခါကျတော့လေအဲ့ဒီကနေယုံထွက်သုံးနေရတော့ကို step ဖြစ်ပြီးဘာမှလုပ်လို့မရတော့အဲ့ချိန်မှာကိုယ့်ရဲ့အချိန်အရန်ကုန်နေဒါကြောင့်မလို့ကိုယ့်ရဲ့ life ကိုကိုယ့်ဟာကိုပြန်ပြီး control လုပ်ကိုယ့်ရဲ့စိတ်ကိုပြန်ထိန်းဒါမဲတဲ့သူများကိုယ့် life ကိုထိန်းချုပ်တာအောင်လည်းမခံရပါဘူးခံတာမျိုးကိုမလုပ်နဲ့ပေါ့နော်သူများထိန်းချုပ်တာမခံနဲ့ကိုယ့်ဟာကိုလည်းကိုယ့်ရဲ့စိတ်ကိုပြန်ထိန်း boundaries တွေထားပြီးတော့လည်းနေပေါ့နော်အဲ့လိုမျိုးလေးဒီမှာ attention advice တွေပေးထားတာကိုတွေ့ရပါတယ်ဟုတ်ပြီဒါဆိုရင်နောက်ထပ် oracle လေးတစ်ခုနဲ့ကြည့်ပေးမယ်အဲ့ဒါကသူ့ရင်ထဲမှာကိုပြောပြချင်နေတဲ့ထုံမပြောပြတဲ့သူ့ရဲ့ရင်တွင်းခံစားချက်ပေါ့နော် high လုပ်ထားတဲ့အရာလေးတွေပေါ့နော် okay so သူ့ရုပ်ကလေးကိုအာရုံထဲမှာမြင်အောင်မယ်ဆာလနာရွေးထားတဲ့သူလေးတွေသွား okay hey oh my god ကြိုက်တယ်အဲ့လိုလေးကောင်းတာလေးကြိုက်တယ် okay so okay စာပြီးတော့ကြည့်မယ်ပေါ့နော်သူကတဲ့ဒါ pass ပေါ့နော်ဒါကကြတော့အခုကြည့်ပေးမယ့်ဟာကြတော့သူကိုပြောချင်တယ်ဒါမဲ့ဘယ်တော့မှလည်းပြောမှာမဟုတ်ဘူးရင်ထဲကခံစားချက်လေးတွေပေါ့နော်ရင်တွင်းခံစားချက်လေးတွေအဲ့ဒါကကြတော့သူတစ်ခါလေးမှလေးရဲ့ကိုနဲ့ပတ်သက်ပြီးတော့ကွာအဲ့လိုဒီအချိန်တွေပါတွေကအဲ့လို loss ဖြစ်သွားတာမျိုးပျောက်ဆုံးသွားတာမျိုးတခါကျရင်သိမလားမင်းတို့တခုခုလုံနေနေလမ်းပျောက်သွားပြီးကိုယ့်အကိုယ်တော့ပျောက်ွယ်သွားဘလိုလိုအဲ့လိုပျောက်ချင်သွားတယ်လို့ဒါမျိုးတွေရှိရပေါ့နော်ရှိခဲ့တယ်ပေါ့နော်ဒါကြောင့်မို့သူ့အတွက်လည်းအဲ့ချိန်တွေမှာ healing လုပ်ဖို့အတွက်အချိန်တွေဖြစ်တယ်ပေါ့နော်သူကိုယ့်ကိုလေတခုခုပြောလိုက်တယ်ပေါ့နော်
တခါလေကျရင်လူတွေကအမားတွေအဲ့လိုစိတ်ဆိုးလာတာဖြစ်စီဒေါသထွက်တဲ့ခါမှာမထင်မှတ်ပဲပြောမိဆိုမိရဲ့ဟာလေးရှိတယ်သူတို့ကတော့ဘာရဲမဟုတ်စိတ်ဆိုးလို့ပြောလိုက်တယ်ဒါပေမဲ့တစ်ဖက်လူကအဲ့ဒီအရာကအရန်ကိုမှအရှိုက်ထိပြီးတော့နာကျင်သွားတယ် so that's why ဒါကြောင့်မလို့သူပြောခဲ့တဲ့စကားလုံးတွေမှာအမားတွေပါခဲ့ရင်အဲ့ဒါလေးတွေပြန်ရုပ်သိမ်းခြင်းနဲ့ကိုမင်းကိုလုံးဝကို unconditionally love နဲ့ deep dive ချစ်တာမျက်နှိုးတာပေါ့နော်မလေးထပ်ပြီးတော့ပြ I love you နှခါအောင်နော် I love you unconditionally နောက်တစ်ခါလဲ I love you ဆိုတော့ तू ကိုချစ်တယ်ဆိုတာ love feelings ကသူ့မှာရှိနေပြီးသားဒါကြောင့်တစ်ခါလေးမှ तू ဘယ်လိုခံစားနေရလဲသူ့မှာကိုယ်နဲ့ပတ်သက်တဲ့ feelings တွေကိုပြောပြခြင်းတယ်ဒါပေမဲ့လည်းပြောပြဖို့အတွက်ကိုစိုးရိမ်နေတယ်အကယ်လို့ဒီဟာလေးကြည့်နေတဲ့သူတွေမှာ no contact သမားတွေရှင်တစ်ဖက်လူကကိုယ်ဆက်သွယ်ခြင်းပေမဲ့ကြောက်နေရမျိုးရှိနေတတ်တယ်ပေါ့နော်ဒါမဲ့လည်းမစိုးရိမ်နဲ့တစ်ချိန်မှာတော့ကိုရိုနီကပြန်ဆောင်အောင်ပါပါတဲ့ဒါကိုကိုရင်တွေကလုံးဝသိရပေါ့နော်အစမပြေခဲ့တဲ့အရာတွေကိုရိုနီယောက်ကြားမှာရှိခဲ့တဲ့အရာတွေကလေတဲ့အစင်ပြေတော့ရင်ကောင်းမှာပဲကွာတဲ့နော်အဲ့လိုပုံစံမျိုးလေးဒီမှာပြောထားမျိုးတွေ့ရတယ်တခါလီမှာမင်းကကိုယ့်ရဲ့ life တဲ့ကိုအရင်နေနေကကကိုနေ close ဖြစ်သွားတာမျိုးကိုအနေနဲ့အဲ့လိုပေါ့ခွင့်မပြုတ်နိုင်ခဲ့ဘူး။ဘာကြောင့်လဲဆိုတော့ तू ရန်ကိုလေးလေးနက်နက် deep dive ချစ်မိသွားတဲ့ခါမှာ तू နာကျင်ရမှာကိုလေ तू ကြောက်တယ်ပေါ့နော်။ဒါပေမဲ့သူ့ရဲ့ past အရင်တုန်းကပေါ့နော်ဒါကိုရိုနီရဲ့ past မှာတော့ကိုယ့်ရဲ့ pains တွေစိတ်ညစ်စရာတွေကို तू ကဖြစ်ဖြောက်ပေးနိုင်တဲ့သူဖြစ်တယ်ဆိုတာကိုသိဘယ်မှာသိရပေါ့နော်။အဲ့အတွက်လည်း तू ဝမ်းသာပါတယ်တဲ့။အဲ့လိုပုံစံမျိုးလေးဒီမှာပြောထားတာမျိုးကိုတွေ့ရတယ်ပေါ့နော်။ဆိုတော့ဒီဟာလေးကိုကြည့်ရလေ။ तू ကိုယ်တန်ရောစင်ရှိရဲ့ချစ်တယ်သူလည်းမားခဲ့ရရှိရယ်သူပြောတဲ့စကားတွေမှာသူလွန်သွားတာတွေလည်းရှိကောင်းရှိနိုင်တယ်အဲ့အတွက် तू ကကိုယ်တောင်းပန်ခြင်းနဲ့ energy တွေ့ရတယ်ဒါကြောင့်သူ့ရှင်ထဲမှာဘယ်လိုတွေခံစားရလဲဆိုတော့အချိန်တစ်ခုပေးပြီးထုတ်ပြခြင်းနဲ့ဒါပေမဲ့သူ့ကောင်သူယုံကြည်ချက်မရှိဘဲနဲ့ကြောက်ရွံ့နေတယ်ဒါပေမဲ့ကိုရိုနီယောက်ကတစ်ချိန်မှာပြန်ဆင်ပြေမယ်အဲ့တော့အခုချိန်မှာအဆင်မပြေနေတဲ့သူကဒီ reading ကိုကြည့်နေ positive energy ယူပါစိတ်မညစ်ပါနဲ့တော့အနာဂတ်မှာနှစ်ယောက်ကပြန်ပြီးတော့စုံနိုင်သေးတယ်တဲ့။ဘာလို့လဲဆိုတစ်ဖက်လူမှာပြန်စုံနိုင်သေးတယ်ဆိုတဲ့ energy မျိုးတွေဟုတ်မျောလင့်ချက်တွေကရှိနေတယ်ပေါ့နော်။သူကိုယ်တိုင်ကလည်းအရာအလုံးကို changes ဖြစ်ပြီးတော့ပြောင်းလဲခြင်းတဲ့ energy မျိုးသူ့စီမှာတွေ့ရတယ်ပေါ့နော်။တခါတလေမှာသူကိုတွန်းထုတ်လိုက်တယ်ဆိုတာလေအဲ့လိုပေါ့နော်ဒီခုဒီ reading ကြည့်နေတဲ့သူတွေမှာကွာတွန်းထုတ်လိုက်တယ်လို့ကိုကခံစားရတယ်ဆိုရင်အဲ့ဒါသူကိုမချစ်လို့မဟုတ်ဘူး။သူနာကျင်ရမှာဖြစ်စီကိုနာကျင်ရမှာဖြစ်စီ something တစုံတရာကြောင့်ပေါ့နော်ချစ်တယ်နော်ချစ်တယ်နှစ်ခါတောင်ကြရတယ်ပေါ့နော်ဘယ်တော့မှအဲ့လိုမျိုးနှစ်ခါမကြပါဘူးဒါလုံးဝ surprise ဖြစ်တယ်ပေါ့နော်အဲ့ကြောင့်မလို့ဒီမှာတော့ I love you unconditionally နဲ့ I love you ကနှစ်ခါတောင်ကြရတယ်ဆိုတော့လုံးဝ amazing ပါပဲပေါ့နော်ဒါကြောင့်မလို့ positive energy ဂျုံလို့ရတယ်ဒါဆိုရင်နောက်ထပ် oracle လေးနဲ့ကြည့်ပေးမယ်အဲ့ဒါကကျတော့သူ့ရဲ့ love message လေးတွေကိုကြည့်ပေးမှာပဲဖြစ်ပါတယ် ဆလမဲရွေးထားတဲ့သူလေးတွေကကိုယ့်ရဲ့တစ်ဖက်လူရဲ့ partner ရုပ်ကလေးကိုအာရုံထဲမှာမြင်အောင်ပေးပါနော်အာရုံထဲမှာမြင်အောင်ပေးပါအာရုံထဲမှာမြင်အောင်ပေးပါသူရဲ့ love message ကိုနဲ့ပတ်သက်ပြီးတော့က okay အရင်ဆုံးချလိုက်မယ်နော်တကယ်ချင်းဒီပြောရတဲ့ပြီးမှတော့မှလည်း inner chain ဟောတွေ့ရှိရပါလား Tell me the truth please တစ်ဖက်ပါဆိုင်ရဲ့ကိုယ့်ပေါ်မှာထားတဲ့ love message ကဘာဖြစ်နိုင်လဲOkay Why? Okay. So, blank. Well, that's a very interesting thing. ဒီမှာတွေ့ပြီးတော့နည်းနည်းလေးပြောရမယ့်ဟာလေးတွေတွေ့လာပြီပေါ့နော် Okay. Okay. ဟုတ်ပြီအဲ့ခါကျတော့တဲ့ဒီမှာပေါ့နော်ဘာတွေ့ရလဲဆိုတော့တဲ့ကိုရိုနီယာက separation တိုင်းတွေပါတယ်ဖြစ်လာတယ်ပေါ့နော်ထိုင်းနဲ့အပတ်ပေါ့တယောက်နဲ့တယောက်ကအချိန်ကွာဟာမှု gap တွေပါတယ်ဖြစ်လာတယ်ဆိုရင်အဲ့ဒီအချိန်ကကိုရိုနီယာအတွက်အကောင်းဆုံးအချိန်ပဲဘာဖြစ်လဲဆိုတော့အဲ့ဒီအချိန်မှာကိုရိုမှာရှိခဲ့တဲ့
မိသားစု family issues တွေပဲဖြစ်စေပြဿနာတွေဖြစ်စေငွေကြေးတွေဖြစ်စေဒီຢာတွေအကုန်လုံးကိုကိုတို့က healing လုပ်ကြမယ်အခြေအနေလေးကွယ်တဲ့နော်ပြီးတော့အခုချိန်မှာတဲ့သူ့ကိုယ်သူပေါ့သူ့ရဲ့အလုပ်မှာ focus ထားဖို့အတွက်သူ့ရဲ့အလုပ်မှာသူ focus ထားဖို့အတွက်လိုအပ်တယ်ပေါ့နော်ကိုယ့်ရဲ့အကြောင်းလေးတွေကိုလည်းသူတတိယလာတဲ့အခါတိုင်းမှာတငယ်ချင်းတွေနဲ့နော်စုံတဲ့အခါမှာကိုယ့်ရဲ့အကြောင်းလေးတွေကိုလည်းပြောပြဖြစ်ပါတယ်တဲ့ကောင်းကြောင်းပဲဖြစ်တယ်နော်ဆိုးကြောင်းတော့မဟုတ်ဘူးတဲ့နော်ပြီးတော့ကိုစုံခဲ့ဘူးသမျှကြုံခဲ့ဘူးသမျှတွေ့ခဲ့ဘူးသမျှရခဲ့ဘူးသမျှမှာမင်းကကိုယ့်ရဲ့ life မှာအကောင်းဆုံးပါပဲတဲ့နော်အခြားသူတွေကလုံးဝ0ကိုက 100% เนาะဒါကြောင့်မို့လဲတခါလေးမှာကိုအဆင်ပြေလားအလုပ်တွေအဆင်ပြေလား okay လားကျန်းမာလားဘယ်လိုနေလဲဘာတွေလုပ်နေလဲဒါကိုသိချင်တဲ့အခါမှာလဲ social media တွေသူ like ပြီး check လုပ်နေတာမျိုးရှိတယ် TikTok တို့ Facebook တို့ Instagram တုံးလဲ Instagram ပေါ့နော်ဒါမျိုးတွေTelegram ဒါလေးတွေပေါ့နော် like ပြီးတော့ check လုပ်တာရှိပါတယ်တဲ့ကိုစူးစမ်းတဲ့အရာတွေကိုအဲ့လိုပေါ့နော်ဒီဘယ်လိုပြောရမလဲတခုခုပေါ့ကွာ Karen လောက်တာပဲစူးစမ်းနေရပဲအဲ့ဒါလေးတွေသူသဘောကျတယ်ပေါ့နော်အဲ့လိုပုံစံမျိုးလေးတွေ့ရတယ်တခါလေးမှာတဲ့ကိုနာမှာနေရတာသူ့ကိုယ်သူပေါ့နော်စိတ်ထဲမှာအရင်ဝမ်းမဖြစ်ပဲနဲ့လုံခြုံမှုတိတ်မရှိဘူးပေါ့နော်သူများဘာလို့အပ်နေလဲအဲ့လိုဒီအဆင်ပြေရဲ့လားသူပုံစံအဲ့လိုမျိုးလေးတော့ဒါ insecure ဖြစ်တဲ့ပုံစံမျိုးလေးတွေ့ရတယ်အဲ့ဒါကိုတော့တိတ်တော့မကြိုက်အဲ့တော့သူကအခုချိန်မှာတဲ့သူ့ရဲ့ career တွေနဲ့ finance တွေကိုသူက focus ထားနေရတယ် yes တစ်ဖက်လူက workaholic ဓမ္မဖြစ်ဖို့ရခိုင်တော့များတယ်ဓမ္မဆိုရင်လည်းဓမ္မဆိုရင်သူကသူ့ကိုယ်သူပဲပေါ့နော် focus ထားရမယ်အလုပ်တွေကိုပို့ပြီးတော့ဖိလုပ်ကြမယ် career နဲ့ finance တွေကိုလည်းပို့ပြီးတော့ဒါသူเนาะဒီ focus ထားပြီးတော့လုပ်နေရတာလေးတွေကိုလည်းဒီမှာတွေ့ရတယ်ပေါ့နော်နောက်တစ်ခုကကြောက်လေသူကအခုချိန်မှာအဲ့လိုမျိုးအလုပ်များနေတဲ့ခါကျဟုတ်တာပေါ့အလုပ်များနေတဲ့သူကဘယ်လိုလုပ်အားမှာလဲเนาะအဲ့တော့ဒါ emotionally ပိုင်းရဆိုရင်တော့ဒါဒီခုချိန်မှာလုံးဝအားမနေဘူးပေါ့နော်အဲ့တော့ကိုယ့်အတွက်လည်းနည်းနည်းဒီအချိန်မပေးနိုင်လို့ပုံစံမျိုးတွေအဲ့လိုမျိုးရှိတဲ့ energy ကိုလည်းဒီမှာတွေ့ရတယ်ပေါ့နော်အလုပ်တွေကအရင်စူးစမ်းတဲ့ထဲမှာပါရယ်เนาะဒီကောင်းလေးကောင်းမလေးကကိုယ့်ရဲ့တစ်ဖက်လူပါလေအဲ့လိုမျိုးလေးတော့တွေ့ရပါတယ် Okay so ဒါဆိုရင်နောက်တစ်ခုနဲ့ဒါကြည့်ပေးပါမယ် Okay နောက်တစ်ခုကကြတော့သူကိုယ့်ကိုပြောချင်ပေမဲ့ပြောမထွက်တဲ့စကားဥပမာဆိုရင်ရင်ထဲကခံစားချက်မဟုတ်ပဲနဲ့နှုတ်ကနေပြောချင်တာနှုတ်ကနေပြောကန်ဒီမှာပြောမထွက်လိုက်တဲ့အရာတွေပေါ့နော်အဲ့ဒါလေးကိုကြည့်ပေးပါမယ်ဒီ reading လေးကိုနှစ်သက်သဘောကျရင်အသေးလေးပေးပြီးတော့ comment မှာလည်းကိုယ့်ရဲ့ခံစားချက်လေးတွေမှန်သွားလို့ရပါတယ် personal reading တီးတန့်ဒီလိုပုံစံမျိုးတစ်ထည်ရတဲ့ဒီပုံစံနဲ့ကိုယ့်ရဲ့တစ်ဖက်လူနဲ့ကိုယ့်နာမည်အရင်းနဲ့ပေါ့နော်တာတော့မေးချင်တယ် booking ယူချင်တယ်ဆိုရင်လည်း page messenger တို့ telegram တို့မှာမေးလို့ရပါတယ်ပေါ့နော်လူလိန်ကောက်နေရှိတာကြောင့်မလို့ view site ပါနော်ကဲကြည့်ပေးပါမယ်တွေ့ရုပ်ကလေးမြင်အောင်မယ်သူကိုပြောချင်ပေမဲ့ပြောမထက်တဲ့စကား Okay တော့ကြီးကောင်းနေနေတူပါတယ် Okay well I just enjoy the time oh because you tell me sweet ဖြစ်တဲ့တော့ oh the way confidence weak တာပဲ okay so ဒီမှာဘာတွေ့ရလဲဆိုရင်တဲ့ကိုယ်စတွေ့လိုက်တဲ့အချိန်ကစပြီးတော့သူ့ရဲ့ life ကဘဝကြီးကပြန်ပြီးတော့ထွန်းလင်းတောက်ပါပြီးတော့ကိုယ်တွေ့မှသူ့ရဲ့ဘဝဟာစပါတယ်ဆိုတဲ့ပုံစံမျိုးလေးဒီမှာလာပြီးတော့တွေ့ရတယ်ပေါ့နော်နောက်တစ်ခုကကြတော့ဘာလဲဆိုတော့ပျော်ရွှင်မှုကပဲအဓိကဖြစ်တယ်ပေါ့နော်ဒါကိုယ်အကြံဉာဏ်လေးပေးခြင်းနဲ့သူကိုယ်တိုင်လည်းတစ်ခါလေကြာရင်သူ့ရဲ့ပျော်ရွှင်မှုကို priority ထားတာမျိုးတွေ့ရတယ်ပေါ့နော်ဒီအချစ်ကပဲအဖြေဖြစ်ပါတယ်တဲ့ကိုယ်တစ်ခါလေမှာရယူခြင်းနဲ့ပိုင်ဆိုင်ခြင်းနဲ့စိတ်ကြီးရှိတယ် I just want you all the time အဲ့ဒီတိတ်ပင်မှာ a little bit sexual energy connection တွေကိုနည်းနည်းလေးတွေ့ရတယ်ဒီလားကိုယ်အချိန်တိုင်းကိုလိုချင်နေတာအချိန်တိုင်းကိုလိုအပ်နေတာကိုယ်လည်းပိုင်ဆိုင်ခြင်းနဲ့စိတ်ကရှိတယ်ဒါပေမဲ့ဖွင့်ပြောနိုင်လားဆိုတော့လေ no နော်ဖွင့်ပြောနိုင်တဲ့စိတ် energy ကလည်း no ပြီးတော့ तू ကကိုယ် goose ထားတာဖြစ်စီ तू ကထားသွားတာဖြစ်စီကိုယ်ထားသွားတာဖြစ်စီ whatever ပေါ့နော်ဒါတော့ဒီ connection မှာအဲ့လိုမျိုးတွေ့ရတယ်ဆိုရင်ဒါကိုပြောခဲ့လို့ပဲပေါ့နော်အဲ့တော့ကိုယ်စိတ်ထဲမှာ तू နဲ့ပတ်သက်ပြီးတော့တခုခုကိုအာယုံထဲမှာမြင်အောင်လိုက်ပါနော်ဒါဖိုက်ထူးလေးတွေနော်ဖိုက်ထူးလေးတွေကိုဘာဖြစ်ချင်လဲ तू နဲ့ပတ်သက်ပြီးတော့နော်တခုခုမေးလိုက်
အဲ့အတွက် तू ကအဖေက yes I think so တဲ့ကိုလည်းပဲအဲ့လိုထင်ပါတယ် yes ပါတဲ့နော်မင်းပြောခဲ့တဲ့အရာတွေမင်းလုပ်ခဲ့ရည်မှန်ပါတယ်တဲ့အဲ့ဒါကိုလည်းကိုအခုချိန်မှာသိနေပြီပေါ့နော်ဒါပေမဲ့မင်းရဲ့ family မိသားစုကတော့ကိုကိုကြိုက်မှာမဟုတ်ဘူးကိုတကူအကြံဉာဏ်တောင်းတယ်ကွာသူစီကနေဒါဆို तू ပေးရတော့ပေးမှာပေါ့နော်ပေးရတော့ပေးမှာပဲဒါပေမဲ့ပို့ပြီးတော့ professional ကြားတဲ့ advice တွေကိုတော့မင်းရှာဖွေတင်တယ်ထပ်ပြီးတော့ရှာတင်တယ်ဆိုလိုချင်တာကိုပြောပြရမှာမဟုတ်ဘူးပေါ့နော်ဒါပေမဲ့ तू ကနောက်ပိုင်းကျတော့ကိုကဥမာတစ်ခုခုပေါ့နော်သူ့ပြန်ပြောလိုက်တာဖြစ်စီကိုနဲ့နည်းနည်းလေးအခြေတင်များလိုက်တာဖြစ်စီအဲ့လိုပုံစံမျိုးလေးတွေဆိုရင်တော့သူ့စိတ်ထဲမှာမင်းကမှားတာပေါ့နော်မင်းမှားနေတာမင်းတွေးကျင်တဲ့အတိုင်းလူရတွေးနေရဆိုရင်ပုံစံမျိုး you're wrong ဆိုတဲ့ပုံစံမျိုးပြောထားတယ်နော် तू ကဒီမှာတစ်ချက်ကြည့်လိုက်တာဘာခံစားမိလဲဆိုရင် तू ကလေမူဆွင်းဖြစ်လားမသိဘူးသူရဲ့စိတ်ကခဏနေတော့ကြတစ်မျိုးဘာလို့ဒီမှာကျတော့ you're right တဲ့မင်းမှန်တယ်ပြောတယ်ခဏနေကျတော့ you're wrong မင်းမှားတယ်ပြောတယ်အဲ့တော့ဒီတယောက်က maybe စိတ်နှခွဖြစ်တာမျိုးကြီးလည်းရှိရပါတော့အခုဒီမှာကြည့်ရဒီထဲမှာကြည့်ရ what do you want မင်းဘာလို့ချင်လဲဘာဖြစ်ချင်လဲဘာလုပ်ချင်လဲဒါပေမဲ့ကိုကတော့မင်းလိုချင်တယ်မင်းကိုပဲအချိန်တိုင်းလိုချင်တယ်ဒီဟာကိုကြည့်ရပါတော့ဒီအခုပေါ့နော်ပြောချင်ပေမဲ့ပြောမထွက်တဲ့ထဲမှာဆိုရင် तू ကိုနဲ့အတူတူရှိချင်နေတာမျိုးတွေအတူတူနေချင်တာမျိုးအဲ့လို energy vibe တွေကိုဒီမှာတွေ့ရတယ်ပေါ့နော်အဲ့လိုမျိုးလဲတွေ့ရတယ်ပေါ့နော် okay ဒါလေးကတော့ तू ပြောချင်ပေမဲ့ပြောမထွက်တဲ့စကားလေးတွေပဲဖြစ်ပါတယ်ဒါဆိုရင်မေတို့ကအခုနောက်တစ်ခုပါကြည့်ပြီးနေဆိုတော့ तू နဲ့ကိုနဲ့ရပေါ့နော်ဒီအနာဂတ်မှာရှေ့ဆက်ပြီးတော့ဘာဆက်ဖြစ်လာနိုင်လဲဆိုတာဟာလေးကိုကြည့်ပေးပါမယ်ရှင်ဒီရီတင်လေးကဒါအရှိဖြစ်တဲ့အတွက်ကြောင့်မလို့ကိုနှစ်သက်သဘောကျရဆိုရင်လေပြောပြပေးပါ energy guide တယ်ဆိုရင်လေအသေးစိတ်ပြောပြပေးလို့ရပါတယ် comment လေးတွေ like ဖတ်ပြီးတော့ energy guide တယ်ဆိုရင်လေဒါမိအတွက်အားစီးလေးပါပဲပေါ့နော်အော်ငါအရှိ reading လေးလုပ်ပေးထားတယ်သူတို့ energy guide တယ်ဆိုပြီးတော့ဝမ်းသာရတယ်ပေါ့နော်ကဲဒါဆိုရင်သူနဲ့ကိုနေကတစ်ဖက်လူနဲ့ကိုနေကဘာဆက်ဖြစ်နိုင်လေးလဲပေါ့နော် okay so ဒါ oracle နဲ့ပဲကြည့်ပေးပါမယ်ရင်မွေးအရင်ကြိုက်တော့ရင်မွေးဆွဒီမှာအဆွလုံးမရောကတ်တရကတ်ကို okay oh my gosh well share with the crew please okay so yeah လာမယ့်ကမှာဖြစ်စီပေါ့နော်ဒါ pass မှာတော့ပြီးသွားရလားမသိဘူးเนาะပြီးသွားပြီဆိုရင်ထပ်မဖြစ်ဘူးမဖြစ်သေးဘူးဆိုရင်တော့အထပ်ဖြစ်လာနိုင်တယ်အဲ့တော့ပါလဲဆိုတော့ heart break ဖြစ်တဲ့ energy နှလုံးအသေးကွဲအပလိုမျိုးနှလုံးသားနာကျင်တဲ့ pain ဖြစ်တဲ့ separation တွေဖြစ်တဲ့ shocking attack မလို့ဘူးလို့ထင်မိမယ်နောက်ကျောတာဒုက္ခရတဲ့ case မျိုးတွေအနှစ်ယောက်ကြားထဲမှာဖြစ်လာနိုင်တယ်တကယ်လို့အတိတ်မှာဖြစ်ပြီးသွားပြီဆိုရင်တော့အနာဂတ်မှာထပ်မဖြစ်ဘူးတကယ်လို့မဖြစ်ရသေးဘူးဆိုရင်ဖြစ်လာနိုင်တယ်ရှိတော့ view site ကမယ်အဲ့မျိုးအလုပ်ခံလိုက်ရတဲ့အခါမှာကိုက heart broken ဆိုကိုအသေးကွဲရပါတော့ဟုတ်နာကျင်တာ deeply heart အရအောင်နာကျင်တယ် separation time တွေဖြစ်မယ် break တွေဖြစ်မယ် feeling loss လမ်းပြောင်းမယ် one နဲ့မယ်ဒါမျိုးလေးပေါ့နော်ဒါပေမဲ့တဲ့ဒါ pain ကတော့မေးဒီမှာခံစားမိရတော်တော်များများတော့ pass မှာခံခဲ့ရပြီးပြီလို့တော့မြင်မိတယ်ဒါပေမဲ့ကံကောင်းထောင်းမှဆိုရင် keep it arrows တဲ့နော် have faith ယုံကြည်မှုရှိရဒီ love ကကိုယ့်အတွက်အဆင်ပြေအောင်မှာပါဆိုရဟုတ်မျှော်လင့်ချက်လေးကြောင့် surprise တွေနော်တွေးဆောင်ရနိုင်တဲ့ဒီအရာတွေဒါလေးတွေကြုံတွေ့ရနိုင်တယ်ဆိုပြီးတော့ဒီမှာတွေ့ရတယ်ပေါ့နော်တစ်ဖက်လူနဲ့ကိုယ်နဲ့ကလေဒါတော့နှစ်ယောက်တည်းမှာတယောက်က engagement ထိသွားချင်တာစိတ်ဆက်ချင်တာ partnership long term commitment တွေရနိုင်တာအဲ့လိုမျိုးလေး union ပြန်ပေါင်းဖက်ပြန်ပေါင်းစီးရနိုင်တဲ့ energy ကအနာဂတ်မှာတွေ့ရတယ်ဖြစ်လာနိုင်တယ်အဲ့တော့အခုချိန်မှာအဆင်မပြေလဲ don't worry about it ပျော်ပျော်ရွှင်ရွှင်နဲ့ positive energy ကိုယူပါဝမ်းနဲ့နေရမယ့်အချိန်မဟုတ်ဘူး healing လုပ်နေရမယ့်အချိန် okay so how would the keys are ဒီအခါကျရင်ကွာဒီကိုယ့်ရဲ့အခြေလေးမှာနည်းပြောင်းလဲမှုတွေရလာပြီဆိုရင်ကိုကအဲ့ဒါကို welcome လုပ်ကြတယ်နော်တော်ပြီငါတော့အရင်တော့သူမယုံလို့ဘာဖြစ်တယ်ညာဖြစ်တယ် no ကိုတို့တကယ်တန်မိုးထားတယ်ချစ်တယ်ကိုယ့်ရင်ထဲမှာလည်းချစ်တယ်ဆိုရင်လက်ခံပေးလိုက်ကိုယ့်ရဲ့နှလုံးသားတကားလေးကိုတော့လေးနဲ့ဖွင့်လိုက်တယ်နော် open your heart တယ်နော်ပြည့်ခါကျရင်အဲ့ဒါမှလည်းဒါနှစ်ယောက်တူတကွာဖြစ်ပြီးတော့ perfect ဖြစ်မှာပေါ့နော်
ဒါပေမဲ့နှစ်ယောက်တည်းမှာတယောက်ကဒီ dating နေ new dating တစ်တွေလောက်ရတာတွေ့ရတာဒီအဲ့လိုမျိုးပေါ့နော်ဒီ planning date ကြမယ်တွေ့ကြမယ်ဆိုတဲ့ပုံစံမျိုးအဲ့တော့အနာဂတ်မှာ date တွေပါတယ်တွေ့ဆုံရနိုင်တဲ့ energy မျိုးရှိတယ် long distance relationship ဖြစ်စေ whatever ဒီမှာ date ဆိုရင် date ကမယ်အဲ့ positive energy ပဲယူပါဘယ်တော့မှ doubt တွေတန်တရားတွေ question ထုတ်တာတွေ limiting beliefs တွေ no အဲ့ဒါတွေကကိုယ့်ရဲ့ကိုဖြစ်ချင်တဲ့ positive energy တွေကို block ဖြစ်သွားစေတယ်ဒါကြောင့်မလို့ကိုက positive energy တွေကိုအမြဲတမ်း welcome လုပ်ကြမယ်เนาะပြီးရခါကျရင်လာမယ့်နာကမှာတယောက်နဲ့တယောက် conversation တွေပြန်ပြီးတော့စပြစ်မယ်စကားတွေပြောပြမယ်ဒီ message တွေပို့ရဲဆိုရင်လည်းဒါဒီစောင့်ပြစ်မယ်ပေါ့နော်ဒီ text တွေ phone call တွေ email တွေဒါလေးတွေပေါ့နော်မျှော်နေရမျိုးရတာမျိုးတွေ ਨੇ ကြည့်နူးရမယ်ပြီးရခါကျရင်ဘာတွေ့ရလဲဆိုရင်တော့လေဒီအတိတ်တုန်းက past က memory ကအရာတွေကနေပြီးတော့ပြန်ပြီးတော့သင်ခန်းစာတွေယူပြီးတော့ဟိုပြန်လွှမ်းတာမျိုးတွေဒါမျိုးတွေလည်းရှိနိုင်တယ်ပေါ့နော်အဲ့လိုမျိုးဒါအရင်တော့တက်ပုံရိုက်ထားတဲ့ပုံလေးပြန်ကြည့်ပြီးဖြစ်စီပေါ့နော် whatever အဲ့လိုမျိုး energy မျိုးတော့ဒီမှာတွေ့ရတယ်ဒါပေမဲ့ तू ကဒီမှာနောက်တစ်ခုပြောချင်တာတော့ past ကအရာတွေကိုပြန်ကြည့်ပြီးတော့လေအဲ့ဒီကနေသင်ခန်းစာယူပါပေါ့နော်အဲ့တော့ unconditional love နဲ့ချစ်ပါတဲ့စိတ်အားထက်သန်မှုရှိစွာနဲ့ချစ်ပါတဲ့ affection ထိအောင်မဲ့เนาะဒီ attraction စိတ်ဝင်စားမှုတွေနဲ့เนาะဒီရှိမယ်ပေါ့เนาะပြီးတော့ဒီမှာဒီကောင်မီတစ်ချက်ကြည့်ရကိုယ့်အကူလည်းချစ်ကမယ်เนาะသိလားကိုယ့်အကူလည်းချစ်ကမယ်သူ့ကိုပဲတအားမျောနေလို့မရအောင် past ကအရာတွေကိုကိုက learning လို့ကိုယ့်အကူ self love ထားသူ့ကိုတအားကြီးမျောနေနဲ့အချစ်ရေးမှာကံပြန်ကောင်းလာရင်အဲ့ဒါကို welcoming လို့မကြောက်နဲ့ date လုပ်ရရှိရင်လည်းလှုပ်ချလိုက်ဒါမှတယောက်နဲ့တယောက်အကဲခတ်လို့ရမှာပြန်ပြီးတော့ဆွေးနွေးလို့ရမှာပေါ့နော်ကံမကောင်းခဲ့တဲ့အရာတွေကိုလက်ကိုလှုပ်လိုက်ကံမကောင်းခဲ့တဲ့အရာတွေကိုလက်ကိုလှုပ်လိုက်ကံမကောင်းခဲ့တဲ့အရာတွေကမရှိတော့ဘူးငါဘဝထဲမှာအထက်မလာတော့ဘူးလို့ပဲတွေးထားပါတော့အဲ့လိုမျိုးလေးဒီမှာမိတွေးရတယ်ပေါ့နော် okay so ဒီ python လေးတွေကို keep it စောက်ရှောက်လေးတွေကလည်းချစ်တဲ့ energy မျိုးကိုတွေ့ရတယ်ပေါ့နော်အဲကြောင့်မလို့လေကူညီပေးလိမ့်မယ်နော်အခြေအနေနဲ့ပတ်သက်ပြီးတော့ကံကောင်းလာနိုင်တယ်ပေါ့နော်ဟုတ်ပါပြီဒါဆိုရင်တော့ဒါ5-2ရဲ့ reading လေးတွေကပြီးသွားပါပြီအစဆုံးသားထောင်ပေးရတဲ့ကျေးဇူးအများကြီးတင်ပါတယ် energy guide တွေဆိုလဲဝမ်းသာပါတယ် personal reading တီးတက်မေးခြင်းနဲ့ဒီလို package ပုံစံမျိုးအတိုင်းမှာပဲဆိုရင်လဲလာမေးလို့ရပါတယ်အသေးစိတ်ပဲဟောပြီးမှဖြစ်ပါတယ်ရှင်energy ကိုရင်ပြောသွားပြီးပါဒီ channel လေးကလည်းဒါပထမဆုံး channel ပြန်ထောင်ပြီးတော့ဒါ video အသစ်ကလေးတင်တာဖြစ်တဲ့အတွက် subscribe လေးလည်းလုပ်ပြီးသွားလို့ရပါတယ်အားလုံးပဲအဆင်ပြေကြပါစေရှင်အချင်းနဲ့ပတ်သက်တဲ့အစီအရင်လေးတွေလည်းရှိတာကြောင့်မလို့စိတ်ဝင်စားရင်လည်းမေးမြန်းလို့ရပါတယ်ရှင်နောက် video ဒီမှာပြန်တွေ့ကြပါမယ်ရှင်over there